လို့ရှိရင်ဘယ်လောက်ပဲပင်ထွက်ချင်မလေးစေနေရကမရှိဘူးဒါပေမဲ့မြန်မာစစ်စစ်မှာအားလုံးကဒီမှာစန့်တာဖြစ်တယ်အာမင်အားလုံးရှင်းထွက်လာရအောင်ရက်နေသေးတယ်နော်အားလုံးလာခဲ့ကြပါလူငယ်တွေ30အောက်တွေ40အောက်တွေလူငယ်တွေအားလုံးထွက်လာခဲ့ကြပါစောင့်မယ်နော်အမယောင်ပိုင်ဖို့လေဆိုကော်ပေါ့ဝါနုံပဲနုတ်ကေဝလဲဆိုပေါ့ဝါကျင်းနေလေအမယောင်ပိုင်ဖို့ရပပပထွန်းပေါတဲ့ပုံစုံပိုင်ဆက်ဆက်ဘုံမောโอเคအားလုံးထွက်လာခဲ့ကြတကယ်ခေါ်တာဖြစ်တယ်နော်ဒီမှာအပြူချောလေးတွေလည်းလာခဲ့ကြပါဖျားခင်ကိုချီးမွမ်းဖို့ရရောက်စရန်ကိုခေါ်ခဲ့ချင်ပါတယ်အာမင်ဒီကနေ့ကျွန်တော်ကျမတို့ကိုးခွဲတဲ့ဖျားသခင်ကတကယ်ပဲကြီးမြတ်တဲ့ဖျားဖြစ်တယ်အာမင်ချီးမွမ်းဖို့ရထိုက်တန်တဲ့ဖျားဖြစ်တယ်အာမင်ဒီသချင်းထဲမှာပေါ့နော်ဒီသချင်းရဲ့ခေါင်းစဉ်ပါလဲဆိုလို့ရှိရင် blessing on your way on your way ဆိုတဲ့အခါမှာမရောက်သေးဘူးကျွန်တော်ကျမတို့ရဲ့ကောင်းကြီးကမရောက်သေးဘူးဒါပေမဲ့ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့မြင်တွေ့ဖို့ရန်အတွက်ဖျားခဲ့လို့တော့ရှိတာဖြစ်တယ်ယုံကြည်သူတွေဆိုတာကအခုလက်ရှိနေရမှာပဲကျင်းတဲ့ဖို့ရန်ဖျားခဲ့မကြိုက်ဘူးပေါ့နော်ကျမတို့ဂျောရှွာနဲ့ကာလက်လိုမျိုးပဲယုံကြည်ခြင်းရှိဖို့ရန်ဖျားခဲ့လို့တော့ရှိတာဖြစ်တယ်အာမင်ထို့တဲ့ကြောင့်ကျမတို့ထိုဖျားခင်ကိုအားရပါရချီးမွမ်းရအောင်အာမင်တခြင်းတဲ့ဖျားကိုချီးမွမ်းမှာဖြစ်ပဲအာမင်ပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီဒီရှိမှပြပြင်ဆင်ထားတဲ့ကောင်းချီးမင်းတွေရပြီ亲人我满米耶稣将比手接我比靠把亲人共为论别会调皮但是路里中但是为你落楼下比是的托人共作比手手多了满面撒娇别要比心也亲人我满
ရာခတ်တိုင်းကိုလည်းကျွန်တော်ကျမတို့အတွက်ပေးထားတာဖြစ်တယ်အာမင်ဒီကနေ့ကျွန်တော်ကျမတို့ဖခင်ကိုချီးမွမ်းတဲ့အခါမှာဝန်နေတဲ့ချိန်မှာလည်းချီးမွမ်းရမှာဖြစ်တယ်ဝန်သားတဲ့ချိန်မှာလည်းဖခင်ချီးမွမ်းရမှာဖြစ်တယ်အစင်ချီးမွမ်းဖို့ရန်ဒီနေ့ဖိတ်ခေါ်ချင်ပါတယ်အာမင်ထိုဖခင်ကိုအားရပါရဆက်လက်ပြီးတော့ချီးမွမ်းကြရအောင်ဆင်ချီးမွမ်းအာမင်ဟာလေလုယာ 期望的生命，莫论简单，莫愁简单，不若不期望的生命。都快要在万年的伤，不若不期望的生命。 一朵悲伤，不若不期望的心，是期望，期望更多过，是期望，记住是期望，是期望，期望更多过，是期望。 ကျွန်တော်ကျမတို့ဖခင်ခင်ကအစဉ်ချီးမွမ်းဖို့ရန်ထိုက်တန်သောဖခင်ဖြစ်တယ်အာမင်အစဉ်အမြဲသားတို့သမီးတို့ကိုအမြဲတမ်း welcome တော်မူသောဖခင်ဖြစ်တယ်အာမင်ထိုနှွေးထွေးစွာကျိုးဆိုတော်မူသောဖခင်ခင်ကဒီကနေ့ဒီမှာရှိတဲ့ညီကိုမောင်တို့အများကိုတင့်တွန့်ငါပြင်ဆင်ပေးမယ်သားတို့သမီးတို့အတွက်အကောင်းဆုံးသောအရာကိုပြင်ဆင်ပေးနေတယ်ဆိုပြီးတော့
ဒီကနေ့စကားပြောတာဖြစ်တယ်အာမင်ဒီကနေ့ကျွန်တော်ကျမတို့စိတ်နှလုံးသားများကိုဖွင့်လင်းလျက်ထိုဖခင်ကိုမျက်မှောက်ပြုရအောင်ဟာလေလုယာOh
ဒီနေ့ကျွန်တော်ကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ဖြစ်တယ်လမ်းပင်စင်ပေးမဲ့ခရစ်တော်ကိုပေးတဲ့ဘုရားဖြစ်တယ်အာမင်သူဘေးတွင်ကျွန်တော်အားထားလေချစ်ချင်းမြတ်တာကိုအားများလေမြေရဲ့စီတိုင်းတွင်သူပင်စင်လေစိတ်နှလုံးချင်မဲ့တဲ့နောက်တစ်ခေါက်ထပ်ဆိုရလုပ်ပေးနေတာဖြစ်တယ်ဟာလေလုယာကိုကိုဂျေဇုတင်နေကိုရောပြုမဲ့မှုတဲ့ကိုကိုဂျေဇုတင်နေဟာလေလုယာနာသမီးတို့ခက်ခဲဆုံးချိန်မှာပြင်လဲမစွန့်ပြတော်မူသောဖျားကိုကိုဂျေဇုတင်နေအခက်ခဲဆုံးမှာပြင်လဲအနာမရှိတော်မူသောဖျားကိုကိုဂျေဇုတင်နေHallelujah. ဒီကနေ့ချစ်တဲ့ပူဆောင်တော်မူသောဖဖျားကိုကိုယေရှုတင်ပါ၏ဒါတို့သမီးတို့အလိုအဆုံးအကိုရောသားလေးဖြစ်တယ်တန်တာဆုံးအားလေးကိုရောသားလေးဖြစ်ပါ၏တောင်းထိန်မှလည်းရှိတော်မူသောဖဖျားမြေပြင်းမှလည်းရှိတော်မူသောဖဖျားကြိုင်ဝဲမှလည်းရှိတော်မူသောဖဖျားအိုကိုကိုလိုအပ်ပါ၏ကိုကိုနေရပေးပါ၏တရှင်တော်ဝိရောဖဖျားဒါတို့သမီးတို့တတကိုဆက်လက်ပြီးတော့လမ်းပြတော်မူပါသွန်သင်တော်မူပါစကားပြောတော်မူပါကိုရဲ့ချစ်ချင်းမြတ်တာကိုကိုရရှင်ဖဖျားဆက်လက်ဖော်ပြတော်မူပါကိုရိုနဲ့တာ၍နေကတော်တတကိုရရှင်ဖဖျားဖြစ်စေတော်မူပါဟာလေလုယာကိုကိုလိုအပ်ကြပါ၏ကိုကိုစားငါကြပါ၏ကိုရောဒီကနေ့ကိုရဲမျက်နှာသားကိုရှာဖွေရန်တော့ရောက်ရှိလာကြတဲ့ဒါတို့သမီးတို့ရောက်စီတိုင်းတတကိုကိုရရှင်ဖဖျားဆက်လက်ပြီးတော့ကောင်းချီးပေးတော်မူပါမတူတော့ကိုရရဲ့သူပါရှိခြင်းအရင်နဲ့မတူတော့ကိုရရဲ့စကားပြောခြင်းကိုကိုရရှင်ဖဖျားခံစားစေတော်မူပါဟာလေလုယာဒီကနေ့ဂျာနာယမေနုကပတ်တော်တော်လည်းယေရှုတင်ပါ၏ဟောကြားမယ့်ဆရာတတကိုလည်းကိုရရှင်ပိတ်တဲ့အသုံးပြုတော်မူပါဂျာနာမဲရောက်စေတဲ့တာထဲမှာဝိညာဉ်ပိုင်းဆိုင်ရာတော်၎င်းဟောတတပိုင်းဆိုင်ရာမှာတိဆောက်ဆရာဖြစ်ဖို့ရန်အတွက်ကိုရရှင်ဖဖျားကောင်းချီးပေးတော်မူပါကိုကိုနေရပေးပါ၏ဒီကနေ့တည်းပူဆောင်တော်မူသောဖဖျားကြံရှိသေးသောချိန်တိုင်းများ၌လည်းဆက်လက်ပြီးတော့နေရယူတော်မူပါမည်အကြောင်းတတနဲ့ချိန်တိုင်းများကိုယေရှုနာမ၌ဆုတောင်းနဲ့စက္ကန့်နှံပါ၏Hallelujah. Hallelujah. Hallelujah. ကျွန်တော်လက်တွေမြောင်းပြီးတော့ Shalom ဆိုပြီးတော့ကိုတော်ရှင်ရဲ့ငြိမ်သက်ခြင်းကိုကျွန်တော်ကြွကြော်ကြအောင် 1 2 3 go Shalom ဒီတဲ့မကပူပြီးမှကျေပြီးတော့အော်ရအောင်1 2 3 Shalom နောက်တစ်ခါ Shalom အဲ့ဒီ Shalom ငြိမ်သက်ခြင်းကိုတမိသားစုအပေါ်မှာကြာရောက်ပါစေဖျားရှင်ပြင်ဆင်လိုက်မယ်နီလန်ကုံမြော်လိုက်မဲ့ချင်းဟာလေလုယာတန်ဘီနာအလိုကိုတဲ့ချီပြီးတော့ညီကူမိတ်ဆွေမပူပါနဲ့ဖျားရှင်ပြင်ဆင်လိုက်မယ်လို့ပြောချင်ပါအာမင်အာမင်သင်ပြဒနာကိုပြဒနာဖျားတည်တယ်ဘီနာလူမတည်ဘူးဒါပေမဲ့ဖျားရှင်ပြင်ဆင်လိုက်မယ်ဟာလေလုယာအဲကြောင့်ကျွန်တော်တို့ဖျားရဲ့ကောင်းမြတ်ခြင်းကိုပြန်လည်ပြီးတော့
追着这样，အခုတလုံးမြန်မာပြည်မှာဆိုရင်ငြိမ်သက်ခြင်းမရှိဘူးလူတွေကတော်တော်ကိုယုံညံ့ကြတယ်နော်ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့အသက်ရှင်တော်ဖခင်ကထာဝရကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်ဖခင်စဉ်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာဆိုပြီးတော့ကျွန်တော်တို့ကြွကြော်ကြအောင်1 2 3 go ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာနောက်တစ်ခါဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်နဲ့ကျွန်တော်မိသားစုအပေါ်မှာဟာလေလုယာနောက်တစ်ခေါက်ကြွကြော်ကြရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်မြန်မာပြည်မြန်မာနိုင်ငံအပေါ်မှာလို့ကြွကြော်ကြရအောင်မြန်မာပြည်သားရဆိုတာဖခင်ကကောင်းတယ်ဟာလေလုယာအဲကြောင့်အဲ့ဒီကောင်းမြတ်တဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်ကြွကြော်ရမှာဖြစ်တယ်ဟာလေလုယာဖခင်ရှင်ကောင်းမြတ်ပါတယ်မြန်မာပြည်ပေါ်မှာ1 2 3 go ဖခင်ရှင်ကောင်းမြတ်ပါတယ်မြန်မာပြည်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်မြန်မာပြည်ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်မြန်မာပြည်ပေါ်မှာဟာလေလုယာဟာလေလုယာကျေးဇူးတင်တယ်ဒီညနေမှာကျွန်တော်တို့အမှန်တမ်းလေးစားရတဲ့နော် Reverend Dr. Joseph Lalian Oak ဆရာကြီးနဲ့ဒီမှာဆရာဒီမှာပြန်တော့မိသားစုဆရာမဆွေတို့ဒီမှာ Victor တို့မိသားစုကျွန်တော်တို့နဲ့အတူပါရှိတဲ့အတွက်အရန်ကျေးဇူးတင်တယ်ကျေးဇူးပြု၍မတ်တထားပြီးတော့ကျွန်တော်တို့လက်ခုပ်တီးပြီးတော့ဖခင်ရဲ့တသမီများကိုကြိုဆိုကြရအောင်โอเคဖခင်ရှင်ကောင်းမြတ်ဖခင်ရှင်ကောင်းချီးပြီးပါဖခင်ရှင်ကောင်းဖခင်တခင်ကောင်းချီးပြီးပါစေโอเค1 2 3 go ဖခင်တခင်ကောင်းချီးပြီးပါစေအာမင်ကျေးဇူးတင်တယ်ညီကူမောင်နှမအများတကယ်လို့ဒီညပထမနေ့ပထမညကျွန်တော်တို့ ਨੇ ဝက်ပြုတဲ့အချိန်ဖြစ်တယ်ဆိုရင်ကျေးဇူးပြု၍လက်ထောင်ပြီးပါရှိခဲ့လားရှိတယ်ဟိုမှာတယောက်ရှိတယ်ရှိလားနောက်မှလည်းရှိသေးတယ်ဟိုမှာ3ယောက်ရှိတယ်ကျေးဇူးပြု၍လက်ထောင်ပြီးပါအားလုံးအတူတကွဖျားစင်ကောင်းချီးပြီးပါစေလို့တခါကောင်းချီးပြီးကြရအောင်1 2 3 go ဖျားရှင်ကောင်းချီးပြီးပါစေအာမင်နောက်လဲလာကြပါတကယ်ချင်းဆွေမျိုးတွေကိုလည်းခေါ်ပြီးတော့ကျွန်တော်တို့မြန်မာစီစဉ်မှာကျွန်တော်အစပြုတော့ကအထဲမှာဝိညာဉ်တော်ကတူထိတာဖြစ်တယ်ဟာလေလုယာအဲ့ဒီဖယားကကျွန်တော်အသက်တာကိုပြောင်းလဲစီတယ်အထင်အမြင်တွေကိုအကုန်လုံးပြောင်းပြလိုက်နိုင်တယ်ဆိုတာကိုကျွန်တော်ယုံကြည်ပါတယ်မြန်မာစီစဉ်မှာကျွန်တော်ဆရာကြီးကိုယ်တိုင်မြန်မာလူကောင်းကောင်းပြောတတ်ဘူးကောင်းကောင်းပြောတတ်တဲ့လူတိုင်းကဖယားရဲ့မျက်မှောက်တော်ကိုခံစားတာမဟုတ်ဘူးဖယားရှင်ကောင်းချီးပေးပါစေအဲကြောင့်ကျွန်တော်ဖယားရဲ့မျက်မှောက်တော်ကိုဖယားသက်ရှင်တော်ဖယားနဲ့သူ့ကြည့်ဖို့ကျွန်တော်တို့သူ့ကိုကိုးကွယ်လာတာဖြစ်တယ်နော်ဒီမှာမောင်ပူနဲ့ကျွန်တော်တို့ text လောက်တာမောင်ပူကကျွန်တော်တချင်းစုချင်းတာနံညရှိပြီတဲ့ကျွန်တော်ကိုပြောတယ်ကျွန်တော်အတင်းကြိုးစားပြီးနာဖျားကြောင်းလာတာနော်ဆရာလို့ပြောတော့ကျွန်တော်ဗာပြောလဲဆိုရင်နော်မောင်ပူကျွန်တော်အစီမှာဖွက်မဲ့ဟာဒီမပြောနဲ့နော်ကျွန်တော်သူ့ကိုပြောတယ်ဖျားကြောင်းကိုပချင်းစုဖို့တစ်မလာပါနဲ့ဆိုပြီးတော့ကျွန်တော်စာပူလိုက်တယ် worship leader နော်သူပြောချင်တာမြန်မာစီစဉ်ကဖယားနဲ့ထီတွေ့ဖို့လာပါဟာလေလုယာအသက်ရှင်တော်ဘုရားကိုချီးမွမ်းဖို့လာပါဟာလေလုယာတဲ့တာကိုပြောင်းလဲမှာဖြစ်တယ်ဟာလေလုယာအချီနီတွေကိုဘယ်လောက်ပဲဆိုအဲ့ဒီအချီနီကိုထောင်းအချီနီပေါ်မှာအချီနီတွေပေါ်မှာအုပ်ဆိုးတဲ့ဘုရားကိုကျွန်တော်တို့ဒီမှာကိုးကွယ်တာဖြစ်တယ်ဟာလေလုယာချီးမွမ်းတာဖြစ်တယ်နောက်ကျရင်ဗမာလူသူကောင်းကောင်းဆိုတတ်မှာဖြစ်တယ်နော်ကျွန်တော်ဆူလို့သူအခုရီလို့ရသေးတယ်ဆိုတော့နော်ဖျားစင်ကောင်းချီးပြီးပါစေအဲ့လိုမျိုးကျွန်တော်โอเคကျမ်းစာတစ်ပိုက်ဖတ်ချင်တယ်ကျွန်တော် First Samuel chapter 2 verse 8မြန်မာလူနဲ့ဖတ်ပြီးမယ်နော်စေရန်တော်သူကိုမိမုံတဲက၎င်းငတ်မတော်သူကိုနောင်ချီပုံထဲက၎င်းချီမြောက်၍မင်းသားတို့နှင့်ထိုင်ရသောခွင်ဘုံကြီးသောပလင်ကိုအမွေခံရသောအခွင့်ကိုပြီးတော်မူ၏အကြောင်းမူကား
မိကြီးတိုင်တို့ကိုသာရဘုရားပိုင်၍ထူတိုင်တို့အပေါ်မှာလောကဓာတ်ကိုတည်တော်မူပြီဟာလေလုယာဒီကဘာလောကကတိုင်ရှိတယ်ကျွန်တော်အိမ်ဆောက်တယ်လို့ပေါ့အဲ့ဒီတိုင်ဆောက်တဲ့လူကဘုရားကိုယ်တိုင်ဖြစ်တယ်ဟာလေလုယာအဲ့ဒီတိုင်ပေါ်မှာကျွန်တော်ဒီစုဘုတ်ကိုကျွန်တော်ဒီလိုကြိုင်ပြီးတော့အေးဆေးဆေးဒီပလမ်ဒီစပွဲပေါ်မှာထားတယ်လို့ကျွန်တော်ကျမ်းစာကပြောတယ်အဲ့ဒီဘုရားကအဲ့ဒီကဘာမီကြီးကိုသူ့လက်ထဲမှာကြိုင်ပြီးတော့အဲ့ဒီတိုင်ပေါ်မှာအေးဆေးဆေးထားလို့ရတယ်တဲ့ဟာလေလုယာတဲ့ရဲ့မိသားစုတဲ့ရဲ့အနာဂတ်သူတာဝန်ယူနိုင်တယ်ဆိုတာတန်တရားမရှိပါနဲ့ယုံကြည်ပါဟာလေလုယာဖျားရှင်ကောင်းချီးပေးပါစေโอเคကျွန်တော်တို့ဒီသနာလဲနားထောင်ခြင်းပြီးဆိုတော့အလူငွေကောက်ခံမဲ့အချိန်ဖြစ်တယ်ကောက်ခံမဲ့လူစက်ကပြီးမဲ့လူဂုံတော်ချင်းစုပြီးမဲ့လူအကုန်လုံးလာပြီးတော့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ပြီးမှကျွန်တော်ဆရာကဒီသနာဟောမယ်အဆုံးထိသူယူမှာဖြစ်တယ်โอเคအလုံးငယ်မြောက်စကအနံကြအောင်မိသားစုရှင်ဖာကိုရောကျူတင်တဲ့ဒီနေ့မှာကိုရောရဲ့မိဘတော်ထဲမှာအများလောက်တော့လို့ကိုရောပူဆောင်ပြီးတော့ကြောင့်ကိုရောရဲ့နာမတော်ကိုချီးမွမ်းကြပါတယ်ဒီနေ့မှာခန္ဓာဆက်ဝင်နေပဲမဟုတ်ဘဲနဲ့ကိုရောပြီးတဲ့ကောင်းချီးထဲကနေကိုရောအတွက်ပြန်လဲပါဝင်တဲ့တဏ္ဍတမြပြန်လဲပါဝင်တဲ့ကောင်းချီးဒီအလုံးငယ်မြောက်ကိုရောထဲမှာအနံကြပါတယ်ဒီကလိုရတဲ့ရောက်ချင်းစီတိုင်းကိုလည်းကိုရောကရီဒေါ်လာတွေအစ30အစ60အစ100မကကောင်းချီးများနဲ့ပြန်လဲရိတ်သိမ်းရတဲ့အခွင့်ကိုရောပြီးမိဖြစ်တော့ကြောင့်ချီရောချီးမွမ်းရင်ကိုရောရဲ့လက်ဝင်ထဲမှာအလုံးငယ်မြတ်ကိုစကအနံကြပါ၏ကိုရောရှင်ဖဖျားသခင်အာမင်အခုလိုချင်းကကောင်းပြင်ဆင်ပေးတဲ့ဘုရားသခင်နဲ့ဘုရားသခင်ဝန်တော်ဂုဏ်တော်ချီးမွမ်းခွင့်ပေးတဲ့ဒီဆရာလေးနဲ့တင်းသူတင်းသားအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီမြောက်ချင်းဆိုတဲ့သချင်းလေးနဲ့ဘုရားဂုဏ်တော်ချီးမွမ်းချင်ပါတယ်วันนี้จิมยาเทกาชีมวลไลบาชีเควจิมยาเทกาชีมวลไลบาดုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါဖယားသားသမီးတွေပဲဒီဝန်နဲ့ချင်များနဲ့တွေ့ရတဲ့ခါဒီစိတ်ပြချင်များနဲ့တွေ့ရတဲ့ခါဒီဝန်နဲ့ချင်များနဲ့တွေ့ရတဲ့ခါဖယားကိုအားကိုပါဒုက္ခတွေကအိုဟိရွချီမတန်ကိုကုတော်ရှင်လို့ရှိနေတယ်တင်းချင်းဆိုင်နေရတဲ့ခါခဲမြကြမှာကိုတော်ကိုချီးမွမ်းလိုက်ပါဦးပြောစင်ချိန်တချင်းကိုဘုရားရှင်ပေးလိုက်မယ်ချမ်းသာမကိုတော်ကိုချီးမွမ်းပါလားအကားစီနိုင်မှာကိုတော်ကိုချီးမွမ်းပါလားအတိုင်းနဲ့နေနိုင်မှချီးမွမ်းပါလားဒါဆိုရင်မဟုတ်သေးဘူးလေချမ်းသာတဲ့ခါမှလည်းချီးမွမ်းတတ်သလိုဒုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါကိုရောရှင်ကတင့်ရဲ့ယုံကြည်ခြင်းကိုအပြည့်စမ်းစင်နေတယ်วันนี้จิมยาเทกาชีมวลไลบาชีเควจิมยาเทกาชีมวลไลบาဒုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါဘုရားသားသမီးတွေပဲစိတ်ပြည့်ခြင်းများနဲ့တွေ့ရတဲ့ခါတင်ဝန်းနေခြင်းများနဲ့တွေ့ရတဲ့ခါတင်ဆုံဆန်းခြင်းများနဲ့တွေ့ရတဲ့ခါဘုရားကိုအားကိုပါဒုက္ခတွေကအိုဟိရွချီးမွမ်းတန်ကိုကုတော်ရှင်လို့ရှိနေတယ်တင်းရင်ဆိုင်နေရတဲ့ခါခဲမြကြမှာကိုတော်ကို
ကိုချီးမွမ်းလိုက်ပါဦးပျော်ရွှင်ငြိမ်သက်ခြင်းကိုဘုရားရှင်ပေးလိမ့်မယ်ချမ်းသာမကိုရောကိုချီးမွမ်းပါလားအကားစီနိုင်မကိုရောကိုချီးမွမ်းပါလားအတိုင်းနဲ့နေနိုင်မချီးမွမ်းပါလားဒါဆိုရင်မဟုတ်သေးဘူးလေချမ်းသာတဲ့ခါမှလည်းချီးမွမ်းတတ်သလိုဒုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါကိုရောရှင်ကတင့်ရဲ့ယုံကြည်ခြင်းကိုအမြဲဆန်းစစ်နေတယ်ချမ်းသာမကိုရောကိုချီးမွမ်းပါလားအကားစီနိုင်မကိုရောကိုချီးမွမ်းပါလားအတိုင်းနဲ့နေနိုင်မချီးမွမ်းပါလားဒါဆိုရင်မဟုတ်သေးဘူးလေချမ်းသာတဲ့ခါမှလည်းချီးမွမ်းတတ်သလိုဒုက္ခရောက်တဲ့ခါမှလည်းချီးမွမ်းလိုက်ပါကိုယ်တော်ရှင်ကတင့်ရဲ့ယုံကြည်ခြင်းကိုအမြဲဆန်းစစ်နေတယ်ကိုယ်တော်ရှင်ကတင့်ရဲ့ယုံကြည်ခြင်းကိုအမြဲဆန်းစစ်လို့နေရောက်စီတိုင်းပြချင်းကောင်းကြီးပေးပါစေမုံပီတော့ညီကိုဖျားစင်ကောင်းကြည့်ပြပါစေဒီထက်မကချီးမွမ်းနိုင်အောင်ဖျားစင်မဆာပါစေသူတို့အဖေဆုံးတော့တာတိတ်မကြသေးဘူးဒီမှာငယ်ဆုံးဆိုရင်တော့မျက်ရည်သားကြတယ်နော်ဒါပေမဲ့ဒီနေ့မှာ plan ပေါ်မှာကိုရောရှင်ရဲ့ချီးမွမ်းခြင်းညီကိုမောင်နှမနှစ်ယောက်စူနိုင်တဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်လောကအဖေမရှိရင်လေကျွန်တော်ကောင်းကင်ဖာကတတိနဲ့ကျွန်တော်ကိုကြည့်ရှုပြီးတော့ဆောင်ရှောက်တာဖြစ်တယ်မုံပြီးတော့ညီရင်ကိုမောင်နှမလည်းစစ်စပြီးတော့အမေအတွက်ညီကိုမောင်နှမအတွက်ခရစ်တော်ကိုယုံကြည်ခြင်းနဲ့ရဲဝံစစ်စစ်နိုင်ဖို့ရန်အတွက်ညီကိုတွေကိုဖျားတဲ့ခင်ကောင်းချီးပေးပါစေโอเคအခုချိန်မှာကျွန်တော်တို့အတူတကွမတ်ထားပြီးတော့ဆရာကိုကြိုဆိုကြရအောင်လက်ခုပ်တီးပြီးတော့နောက်ကပတ်တော်နာခမဲ့ချင်းဖြစ်တယ်ဆရာကအဆုံးထိဒီမှာဖြစ်တယ်အားလုံးထိုင်လို့ရပါပြီကျေးဇူးပါဟာလေလုယာဟာလေလုယာဟာလေလုယာကျေးဇူးပြုပြီးကျွန်တော်နောက်ကနေလိုက်ဆိုပေးပါငါတို့သည်ဘုရားသခင်အားဖြင့်အသက်ရှင်လျက်လှုပ်ရှားလျက်ဖြစ်လျက်ရှိကြ၏ကဲနောက်တစ်ခါငါတို့သည်ဘုရားသခင်အားဖြင့်အသက်ရှင်လျက်လှုပ်ရှားလျက်ဖြစ်လျက်ရှိကြ၏တမန်တော်ဝတ္ထုအခန်းကြီး19အပိုင်ငယ်28မှာရှိပါဆိုတော့ကျွန်တော်ဒီချမ်းပိုက်အရန်ကြိုက်တယ်ကျွန်တော်2018လောက်ကနေစရင်မှာကျွန်တော်မနေ့တိုင်းကျွန်တော်နှုတ်ကနေတဖွကျွန်တော်အမြဲတမ်းဝန်ခံတဲ့အရာဖြစ်တယ်ကျွန်တော်တို့တခါကြီးကြိုင်ငါအသက်ရှင်တာဖခင်သခင်ကြောင့်ဆိုတာမသိရင်လေဝါကြွားဆရာအများရှိငါတို့ကျွန်တော်တို့မှာပတ်စံရှိတဲ့ဟာဖခင်ကြောင့်ရှိတာဆိုတာမသိရင်တခါကြီးကြိုင်ကျွန်တော်တို့ကဝါကြွားဆရာဖြစ်တယ်တခါကြီးကြိုင် UN ကတ်ရသွားတာဖခင်ကြောင့်ရတာ तूဆိုတာမသိရင်ဝါကြွားဆရာတွေဖြစ်တာဒါပေမဲ့ဒီနေ့ကျွန်တော်လူငယ်တွေအရန်များတော့ကျွန်တော်အရန်ခွန်အားရတယ်ဆိုတော့ဆရာကအစအားလုံးကလူငယ်တွေဖြစ်တော့ကျွန်တော်ဒီမှာအသက်ကြီးဆုံးကကျွန်တော်ပဲဖြစ်မှာဆိုတော့ဒီကနေ့လောကမှာကျွန်တော်တို့ဘာဖြစ်လို့ဖယားကိုမရှာကြတာတခါလေကျန်ဖယားကိုဘာဖြစ်လို့စိတ်နှလုံးအကျွင်းမဲ့နဲ့ကျွန်တော်တို့မကူးကွယ်နိုင်တယ်လဲဆိုတော့ဖယားသခင်ကြောင့်အသက်ရှင်တယ်ဆိုတာမသိလို့ဖြစ်တယ်ဆိုတော့ကျွန်တော် present worship တခြင်းလေးထဲမှာကျွန်တော်အရန်ကြိုက်တဲ့တခြင်းလေးယေရှုကြောင့်သာအသက်ရှင်သည်ယေရှုကြောင့်သာလို့တခြင်းဆိုတဲ့ယေရှုကြောင့်သာပြည့်တဲ့ယေရှုကြောင့်ပဲအော်ဝါကျွန်တော်အရန်ကြိုက်တာကျွန်တော်လင်းဆွေးတဲ့အခါမှာလေကျွန်တော်အရန်ပြောတာ
ယေရှုကြောင့်သာလေရင်ဆွေးကျွန်တော်ဆင်းရဲတာတကယ်ဆင်းရဲတာကျွန်တော်မှာဖနတ်အပိုင်ရှိတာခုနှစ်တန်းအောင်မှကျွန်တော်ရှိတာကျွန်တော်ခုနှစ်တန်းအောင်မှဖနတ်အပိုင်ရှိတာအဲ့တော့ကဆရာလင်ဘွိုးတို့တည်တယ်လားဒီစင်ကျေဖနတ်နှစ်ယောက်ပဲရှိတယ်အနီနဲ့အပြာနဲ့နောက်ပိုင်းမှနည်းနည်းအစိမ်းပေါ်လာတာအဲ့ဒါကျွန်တော်ဘာဖြစ်လို့ရှိလဲဆိုတော့ကျွန်တော်ခုနှစ်တန်းမှာအမှတ်ဒုတိယရလို့ကျွန်တော်အမကဝယ်ပေးတာအဲ့ဒါဝယ်ပေးတဲ့အရာကိုကျွန်တော်အကူအကြီးဆုံးကဘာပြောလဲဆိုတော့ဟာတဲ့ခုနှစ်တန်းမေးအောင်ပဲရှိသေးတယ်ဖနက်ဝယ်ပေးတာကိုအကူကြွားပေးမှစာမတတ်ပဲနေအောင်မယ်တဲ့ဟာခုနှစ်တန်းအောင်မှဖနက်ရတာကျွန်တော်9တန်း6တန်း9တန်းတက်တဲ့အချိန်မှာကျွန်တော်တို့ညီကို3ယောက်စံပြုတ်တော့မှဝအောင်မတော့ဘဲနဲ့ကျွန်တော်ကြောင်းထက်တာကျွန်တော်အဖေကကျွန်တော်4တန်းမှာဆုံးသွားတယ်ကျွန်တော်အမေကကျွန်တော်အဖေဆုံးသွားတာနဲ့3နှစ်နဲ့6လလုံးကတင်ပေါ်မှာနာတာစီယောဂါနဲ့လဲလျောင်းနေတယ်ဆိုတော့ကျွန်တော်တို့ညီကို3ယောက်ကျွန်တော်တို့ရွာနေဖလန်ကျွန်တော်ရွာကပါတဲရွာဖြစ်တယ်တချို့ဟာခါဖက်ရောက်ဘူးတဲ့လူကဒီလုံပန်းရွာဆိုတာပြီးသွားရင်ကျွန်တော်တို့ရွာပါတဲရွာအဲ့ဆင်းသွားရင်တော့ဘာတရာဆိုတာရှိဆိုတော့ကျွန်တော်တို့ကတမိုင်လောက်လမ်းလျှောက်ရတယ်ဆိုတော့မနေ့မှာကျွန်တော်တို့စံပြုတ်ချက်တဲ့ဟာဦးအကြီးကြီးပဲကျွန်တော်အကူအကြီးဆုံးဟာတဲ့နေ့လေကျရင်စားဖို့ချန်ထားအောင်တဲ့မနေ့တိုင်းမှာကျွန်တော်တို့ဝအောင်မတော့ရပဲနဲ့ကျွန်တော်တို့ကြောင်းသွားရတယ်ဒါပေမဲ့ကျွန်တော်အခုချိန်မှာလေကျွန်တော်ကိုယ့်အကူကြည့်ကျွန်တော်မလေးရှားမှာလာပေးမှဒီမှာရှိတဲ့ဖျားကူချစ်တဲ့ယုံကြည်သူများရှိမှာတရားဒီသနာခေါ်ခွင့်ရတယ်ကျွန်တော်အဲ့ဒီအရာတွေစဉ်းစားတဲ့အခါမှာကျွန်တော်နောက်ဆုံးသဘောပေါက်လာတဲ့အရာကပါလဲဆိုတော့ဖျားကြောင့်ဖြစ်တယ်အာမင်ကျွန်တော်ကြောင်းစိမ့်ပစူးမရှိလို့ကျွန်တော်တပတ်မှ3ချိန်အရိုက်ခံရတာကျွန်တော်9တန်းတက်တော့ကျောင်းစိမ့်ပေါင်းပြီးအတူလေးတစ်ထည်ရှိအတူလေးတစ်ထည်ရှိတော့ကျွန်တော်တို့ကအဲ့တုန်းကကျွန်တော်10နှစ်မပြည့်သေးဘူးကျွန်တော်ကျောင်း9တန်းတက်တဲ့အချိန်မှာကျွန်တော်စာရမ်းတော်တာဆိုတော့ကျွန်တော်တို့အရန်ဆော့တော့ဘာဖြစ်လဲဆိုတော့ဘောင်းဘီကွပြဲတာဆိုတော့ဘောင်းဘီကွပဲတယ်ဆိုတာဘလူနေရမယ်ဆိုတာတော်တော်ကိုယ့်အကူစိတ်ဒီမှာရှိတဲ့ယုံခင်ဗျားတို့စိတ်ကူးရင်လို့ရတယ်တစ်ထည်ပဲရှိတာအဲ့ဒါနဲ့3လကြာတော့ကျောင်းအုပ်ကြီးကပြောင်းသွားတော့ကျွန်တော်တို့ဗမာအောက်ပေကကျောင်းအုပ်ဆရာကြီးရောက်လာတော့ဘာစီကန်းထုတ်လာလဲဆိုတော့9တန်းနေဆိုင်မှာပစူးဝရမယ်တနင်္လာဗုဒ္ဓဟူးတောက်ကြ assembly နေ့မှာကျောင်းစိမ်းမဝတ်တဲ့လူတွေကအရိုက်ခံရမယ်ကျွန်တော်တပတ်မှာ3ချိန်တရားဝင်အရိုက်ခံရတာကျွန်တော်စာမတော်လို့မဟုတ်ကျွန်တော်စာရမ်းတော်တာကျွန်တော်8တန်းမှာဆိုရင်လူကြီးချွန်းရွေးခံရတယ်ကျွန်တော်တင်ချာတို့ပါလို့ဆိုရင်ပုံစံကြည့်ပြီးမှတာရကကြည့်ပြီးမှအခန်းတက်တဲ့အခါမှာဒီတိုင်းဖြေတတ်တာဒါပေမဲ့ကျွန်တော်ရိုက်ခံတယ်ဘာဖြစ်လို့ကျောင်းစိမ်းပစူးဘူးအဲ့တုန်းကကျောင်းစိမ်းပစူးကလေတစ်ထည်ကို23ချက်ကျွန်တော်အတင်းတော်တပားမှာအဲ့ဒါပြောတော့အဖွားကြီးတယောက်ကဟာငါမနေ့ပြန်တွင်းကနှလုံးနံပါတ်ရပြီတဲ့နှစ်3နဲ့မနေ့ပြန်တွင်းနံပါတ်ရပြီတဲ့ဒါပေမဲ့ကျွန်တော်ဖျားရဲ့ဂျေဇုတော်ကြောင့်ဖျားကိုသိလာတဲ့အခါမှာကျွန်မလူငယ်လေးတွေကျွန်တော်ခွန်အားပေးချင်ကျွန်တော်တရားဟောချက်မဟုတ်သေးဘူးเนาะအဲ့ဒါအခုကျွန်တော်တရားဟောချက်ကျမ်းစာတော်မဖတ်သေးဘူးဘယ်လောက်ကြာမလဲဆိုတာကိုယ့်ကိုစိတ်ကူးရင်ကြည့်လိုက်ဆိုတော့ကျွန်တော်ဖျားသိလာတဲ့အခါမှာကဲတင်ချင်းရလားလို့ဖျားသိလာတဲ့အခါမှာကျွန်တော်2010ကနေစပြီးမသိအောင်မကွေးတိုင်းအောင်လန်မြို့နယ်တရက်မြို့နယ်တရက်မြို့ပေါ်မှာကျွန်တော်အနာကြီးယောဂတဲ့ရဲ့ကလေးတွေအယောက်80ကျော်ကျွန်တော်နှစ်တိုင်းကျွန်တော်ကျောင်းဝတ်စုံ3စုံစီဝယ်ပေးဘုရားရှင်တော်ကအတိုင်းပုံကြည့်ပါစေငယ်တုန်းကကျောင်းစိမ်းပစူးဝတ်ဆရာမရှိလို့တပတ်မှာ3ချိန်တရားဝင်အရိုက်ခံရတဲ့တောသားဆင်းရဲသားလေးပါအုပ်ကဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်
ကျောင်းသူကျောင်းသားအယောက်80ကိုကျောင်းစိန်ကျောင်းဖြူ3ဆုံစီဝယ်ပေးနိုင်တဲ့ဘဝဖခင်ကျွန်တော်ချေပြဒီနေ့မိတ်ဆွေဒီမှာလူငယ်လေးတွေဖခင်အားကိုပါဖခင်ကခုနကျွန်တော်တို့တဲ့နီလန်အများကြီးရှိတယ်ကျွန်တော်တို့ကိုကောင်းချီးပေးမဲ့နီလန်အများကြီးရှိဒါပေမဲ့ you must obey you must love you must fear the Lord ဖခင်ကိုကြောက်ရွံ့ရမယ်ဖခင်ကိုချစ်ရမယ်ဆိုတော့ဒီနေ့ကျွန်တော်ဝင်ရမယ်ကျမ်းပိုက်ကရှင်လုကာခရစ်ဝင်အခန်းကြီး9ရှင်လုကာခရစ်ဝင်အခန်းကြီး9အပိုင်ငယ်တစ်ကနေခုနှစ်ထိဖြစ်တယ်ဆိုတော့ကျွန်တော်ကောင်းစဉ်ကမရတော့လဲအများကြီးပြန်ကြတယ်သူဆန်းကျွန်တော်တနင်္ဂနွေနေ့မှာလာမယ့်တနင်္ဂနွေနေ့မှာဘုရားလူတော်ရှိရင် full gospel မှာကျွန်တော်ဟောမဲ့ကောင်းစဉ်ကတော်ထူးဆန်းတာပါလဲဆိုတော့ light ပွဲကိုအရင်မစားနဲ့အဲ့ဒါကျွန်တော်ပြင်ဆင်ပေးတာဆိုတော့ဒီညလည်းမရတော့လဲအများကြီးပြန်ရတယ်ဆိုင်ထိဆိုင်တချင်းရှိတယ်မောတော့မောတာပေါ့ဒါပေမဲ့မမောဘူးကြားဘူးလားမောတော့မောတာပေါ့ဒါပေမဲ့မမောဘူးမောတော့မောတယ်ဒါပေမဲ့မမောဘူးဆိုတာအကြောင်းရင်းရှိတယ် why maybe something come on ဘာဖြစ်လို့မမောတာလဲအဲ့ဒီဆက်ဘိန်းစီးတဲ့ကောင်လေးကသူ့နောက်မှာသူ့ရဲ့အရန်ချစ်တဲ့ကောင်မလေးကိုကယ်ရီယာပေါ်မှာတင်ပေးမှဆက်ဘိန်းနေတဲ့အခါမှာတယောက်တည်းစီးတာနဲ့နှစ်ယောက်စီးတာပူပင်ပန်းတယ်ဆိုတော့အဲ့ဒီကောင်လေးက तू မောလားမောတယ်ဒါပေမဲ့မောလားမမောဘူးဘာဖြစ်လို့လဲဘာဖြစ်လို့လဲသူ့ကောင်မလေးကိုဘာဖြစ်လို့လဲဘာဖြစ်လို့မမောတာလဲအဲ့ကောင်မလေးကိုချစ်လို့ဟုတ်ပြီမချစ်လို့ဆိုတော့ဒီညလဲမရတော့လဲအများကြီးပြန်ရတယ်အဲ့ဒီမရတော့လဲမရအများကြီးပြန်ရတဲ့အကြောင်းရှိတယ် why ဘာဖြစ်လို့လဲဆိုတဲ့ဟာကျွန်တော်ဟောမှာရန်စစ်ကိုစားစရာကောင်းနော် why ဘာဖြစ်လို့အများကြီးပြန်ရတာလဲအဲ့ဒီရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး9မှာဆိုပေတရုနဲ့သူ့ရဲ့တငယ်ချင်းတွေကငားများတဲ့အကြောင်းဖြစ်တယ်မရဘူးဒါပေမဲ့အများကြီးပြန်ရတာဘာဖြစ်လို့လဲကောင်လေးကဆက်ဘိန်းနေတာမောတော့မောတယ်ဒါပေမဲ့မမောဘူးဘာဖြစ်လို့လဲသူ့ရဲ့ကောင်မလေးကိုချစ်လို့သူ့ရဲ့ကောင်မလေးကိုဘာဖြစ်တာလဲအခြေဘာဖြစ်တာလဲရောက်အပြုံလူပြုံလေးတွေပဲပြောရနော်အိမ်ထောင်ပြုတ်ပေးတာပြောတယ်ဘာဖြစ်လို့ကောင်လေးကသူ့ရဲ့ကောင်မလေးကိုတင်တာဘာဖြစ်လို့မမောတာလဲအေးဟုတ်ပြီ I got it ချစ်လို့ကျွန်တော်တို့တခါကြိုက်နေဖျားကိုချစ်တယ်လို့ပြောတာဒါပေမဲ့ကျွန်တော်တို့ဖျားကိုချစ်တဲ့အကြောင်းကအယံမောကြဟုတ်လားဖျားကိုချစ်တယ်လို့သာပြောတယ်အဲ့ကောင်လေးကတော့ तू မမောဘူးမောတော့မောတာပေါ့ဒါပေမဲ့မမောဘူးဘာဖြစ်လဲချစ်လို့တကယ်ချစ်လို့ तू တင်နေတာကျွန်တော်တို့ကဖျားကိုချစ်တယ်လို့သာပြောဒါပေမဲ့ကျွန်တော်တို့ဖျားကိုရှိခိုးတဲ့အခါမှာလည်းအရင်ပင်တိတ်မရှိခိုးခြင်းဖျားကိုတိတ်မချစ်ခြင်းဖျားအတွက်တိတ်မပေးခြင်းဖျားအတွက်အချိန်မပေးခြင်းကျွန်တော်ဒီညနေမှာကျွန်တော်တို့မရတော့လေအများကြီးပြန်ရဆိုတဲ့ကောင်းစဉ်အောက်မှာဘာဖြစ်လို့ပေတရုကငါတကောင်မှမရဒါပေမဲ့ငါပြန်ရလားငါပြန်ရလားဘယ်လောက်ပြန်ရလဲတရား50အများကြီးပဲလင်းနေစင်ညက်လို့မတားအများကြီးပြန်ရကျွန်တော်2015မှာအဲ့ဒီသူတို့ထီစီနေတဲ့နေရာကန်ဆတ်မှာကျွန်တော်ရောက်တာကျေးဇူးတော်ကြောင့်2015မှာကျွန်တော် Holy Land Tip ကျွန်တော်တို့ဖွဲ့စည်းရကျွန်တော်သွားခိုင်းတော့ကျွန်တော်သွားတာပေတရာရဲ့ရောက်ခမအင်ကအဲ့ဒီသူတို့ထီစီတဲ့နေရာနေတမိုင်တော်မူနီးလေးပဲကျွန်တော်ထင်တယ်ပေတရာလေ तू ကစိတ်ထဲမှာလဲကြောက်ရင်ကြောက်မှာပေါ့ရောက်တချို့ယောက်ျားလေးမိန်းကလေးကိုယ့်ရဲ့ဇနီးတဲ့ရမ်းကြောက်တာကျွန်တော်အဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ချစ်တော့ချစ်တယ်ကျွန်တော်မကြောက်ဘူး
ဆိုတော့သူ့မိန်းမလည်းဟာငါယောက်ျားပြန်လာရင်ခုခေတ်မှာတော့တားကြီးပေါ့တော့တားကြီးခေတ်ဖြစ်သွားပြီတချို့လူတွေကကိုယ့်ရဲ့ယောက်ျားလဲတားကြီးလို့ခေါ်တယ်တားကြီးပြန်လာမယ်ငါဟင်းချက်မယ်ကွာမဟုတ်ရင်ကားလေးလေဘဇားမှာဈေးမှာတွားရောက်မယ်စိတ်ကူးအများကြီးရှိတဲ့အထဲမှာသူ့ယောက်ျားငါးဘယ်နှကောင်ရလဲဘယ်နှကောင်ရလဲတကောင်မှမရဘူးဒါပေမဲ့အများကြီးပြန်ရတာဘာဖြစ်လို့အများကြီးပြန်ရတယ်ဆိုတဲ့အကြောင်းရင်းရှိကျွန်တော်တရားဟောရင်တချို့လူတွေကဒီအကြောင်းတရားဟောရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကမရတဲ့အရာကိုအများကြီးပြန်ပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာဆိုရင်မလက်မြောက်ပြီးဖခင်ကိုချီးမွမ်းတဲ့ရတဲ့အကြောင်းရင်းမဟုတ်ကြကျွန်တော် why ဘာဖြစ်လို့ why he got so many pieces again ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးပြဿနာလည်းအဲ့ဒါဘာကြောင့်လဲ what ပဲကျွန်တော်တို့တင်ပေးတာဘာလဲဆိုတာပဲတင်ပေးတာကျွန်တော်တို့ဖခင်ကငါမရအတိုင်းအများကြီးပြန်ရခိုင်းတယ်ဒါပဲဘာဖြစ်လို့ why ဆိုတဲ့ဟာမတင်ပေးတခါတော့ကဖုံကမဲစာတောင်ချီဆိုတာတင်မိုးတယ်မဟုတ်လားတချို့လူတွေမဲစာတောင်ချီတချို့လူငယ်လေးတွေသိမှာမဲစာတောင်ချီအကြောင်းပြောနေတော့သူ့ရဲ့ပရိသတ်ရှိမှထိုင်နေပရိသတ်မှထိုင်ကလေးမလေးဖုံတခါမှမီးချင်တယ်အဲ့ဒီမဲစာတောင်ချီကဘယ်နားမှာရှိလဲအဲ့လောက်ပြိုစရာကောင်းတာတခါမှရောက်ဘူးချင်တယ်ဖုံကပဲပြန်ဖြေလဲဆိုတော့တခါမှလေးရဲ့အဲ့ဒီမဲစာတောင်ချီကတကယ်မရှိဘူးအဲ့ဒါဆိုတော့ဘာဖြစ်လို့တကယ်မရှိတဲ့ဟာကိုတခါမှတော့စာမလည်းတင်ရဖုံကလည်းဟောနေရတာလေစာထဲမှာရေးညီးတာရေးတယ်လို့ပဲပြောလိုက်မှတ်ထားလိုက်ပါတဲ့မရှိဘူးတဲ့စာထဲမှာပဲရှိတာဆိုတော့ဒီညနေကျွန်တော်ဟောမဲ့ကောင်းတရားဒီတနာကပေတရုနဲ့သူ့ရဲ့အပေါင်းအဖော်တွေကငါတကောင်မှမရဒါပေမဲ့အများကြီးပြန်ရတယ်ဘာဖြစ်လို့ရတာလဲကဲပထမချက်ဘာဖြစ်လို့ပြန်ရတာလဲအပိုက်ငယ်3ကိုကျွန်တော်ဖတ်ချင်ပါတယ်အကျန်းစာအုပ်တော်ပါချက်အဲ့ကြားထဲလေးမှာတကယ်လို့မြန်မာကျန်းစာအုပ်ယူရတန်မူရင်းတကယ်လူချင်တဲ့လူရှင်ကျွန်တော်အစီမှာအုပ်ကြီး6000လောက်ရှိတယ်တကယ်မူရင်းနည်းနည်းစိုက်ကြည့်တဲ့ဟာဆိုရင်ကျွန်တော်တို့အခေါ်နဲ့ A5 site လို့ခေါ်တယ်ခရစ်တော်ပြောတဲ့စကားတွေအနီရောင်နဲ့အဲ့မှာကျွန်တော်တို့ကောင်းစဉ်အကုန်လုံးတတ်ထားတာအဲ့ဒီကျန်းစာအုပ်လူချင်တဲ့လူရှင်တော့ကျွန်တော်တို့ရောင်းတာမဟုတ်ဆရာတို့အစီအစဉ်ပေးမှတန်စာခောက်တော့ကိုယ့်အကူပေးတန်စာခပေးရဆိုကျွန်တော်ထင်တယ်အများဆုံး ranking 30လောက်ပဲကြပါလိမ့်မယ် ranking 30ပပလေးပါနော်ပမာလူဆိုပပလေးပဲလူချင်းတဲ့လူချင်းကျွန်တော်ဆရာနဲ့ညှိပေးမှဘလောက်ဆိုကျွန်တော်ပို့ပေးမယ်နော်ဟုတ်ပြီကဲအဲ့ဒါတော့တက္ကနာကျွန်တော်အပိုက်ငယ်3ကျွန်တော်တို့အားလုံးအတူတကွဖတ်ကြရအောင်ထိုလေတို့တွင်ရှေ့မုံအေးလေထဲ၌ဝင်တော်မူပေးလင်လေကိုကမ်းနားမှာအနေငယ်ခွာဖြစ်စေခြင်းကရှေ့မုံကိုအခွင့်တောင်းတော်မူ၏ထိုလေပေါ်မှာထိုင်လျက်လူများတို့ကိုဆုံးမဩဝါဒပေးတော်မူ၏ပထမချက်ဘာဖြစ်လို့မရပဲတကောင်မှမရတော့လေအများကြီးပြန်ရတာလေဆိုတော့ပထမအချက်ကပေတရုကသူ့မှာရှိတဲ့အရာလေးကိုခရစ်တော်ကိုပေးတဲ့အတွက်ကြောင့်ဖြစ်တယ်။ဘုရားရှင်နာမတော်တိုင်ပုံကြည်ပါစေ။ပေတရုကအဲ့ချိန်မှာဘာရှိလဲသူ့မှာဘာရှိလဲငါရှိလားမရှိဘူးဘာရှိလဲဒီငါတကောင်မှမရှိတယ်လေပဲရှိ။အဲ့ဒါကိုဘသူက3ဖူခွင့်တောင်းလို့ဆိုယေခရစ်တော်က3ဖူတောင်းတဲ့အခါမှာအခွင့်ပေးလိုက်တာအဲ့ဒီခရစ်တော်ကအဲ့ဒီလေကိုဘာအတွက်သုံးတာလဲဆိုသူတရားဟောတဲ့ပရိသတ်အများကြီးကန်ဆန်မှာရှိတဲ့ပရိသတ်အများကြီးကိုအဲ့ဒီလေပေါ်မှာထိုင်ပေးမှခရစ်တော်ကတရားဟောတာဒီနေ့မိတ်ဆွေဒီမှာရှိတော့ချစ်တော်ဒီကိုလူကျွန်တော်တို့ရဲ့တက်တာမှာဘာမှမဟုတ်တဲ့ဘဝကနေတကယ်ဖြစ်လာမဲ့ဘဝခုနဆရာတော်ကလည်းသူဖတ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ကနောက်ချေးဖုံတဲ့ကနေချေးမြောက်နိုင်တဲ့ဖခင်
ကျွန်တော်တို့ချင်းမြောက်နိုင်ဖို့ကဘာလို့လဲကျွန်တော်တို့မှာရှိတဲ့အရာလေးကိုဖျားအတွက်ပေးဖို့အရေးကြီးဆုံးဖြစ်အာမင်ပေတရုကသူ့မှာတခြားဘာမှမရှိဒါပေမဲ့သူ့မှာရှိတဲ့အရာလေးကိုယေရှုကိုပေးလိုက်တဲ့အခါမှာသူ့ရဲ့အသက်တာမှာငါအများကြီးပြန်ရဖို့ပထမခြေလှမ်းကိုသူရရှိသွားတာဖြစ်တယ်ဘုရားရှင်နာမတိုင်ပုံချေပါစေကျွန်တော်တို့ရဲ့မိတ်ဆွေရဲ့အသက်တာမှာကျွန်တော်တို့အသက်တာမှာဘုရားရှင်ကကျွန်တော်တို့မှာရှိတဲ့အရာလေးကိုအသုံးပြုခြင်းကျွန်တော်တို့မှာရှိတဲ့အရာလေးကိုဘုရားကပေးစီခြင်းကျွန်တော်တို့အားတဲ့အချိန်မှာတော်တော်များများအလုံးမသွားတဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်လဲကဲအမှန်တိုင်းပြောဘာလုပ်လဲဖုန်းကြည့်တယ် Facebook ပုတ်တာကြီးကျယ်ပဲနော်ချင်းတောင်ဖက်မှာဆိုရင်အခုစစ်ဖက်လို့ internet တွေအကုန်လုံးမရလို့အရင်တော့ဆိုရင်ချင်းတောင်မှာကျွန်တော်တို့ကလှုပ်တယ်ဆိုတော့လေလက်မောင်းတွေအရန်တန်တာလေ Facebook ပုတ်တာတော့မှဘေးနားမှာထိုင်နေလို့နှာခေါင်းထင်းတွေးထွက်မှာဝုတ်ကျွန်တော်တို့ပုတ်နေတော့ဘာရလဲဘာမှမရသူများကိုလိုက်ပေးယုံပဲရှိဘယ်သူပတ်စံရလဲဘယ်သူပတ်စံရလဲမားက်ဇူကာဘတ်ကတနေ့ပေးတနေ့ချမ်းသာလာတာမိတ်ဆွေဒီလူလုံနေလို့ကျွန်တော်လုံနေဆရာပါအောင်လေဒီလူလုံနေလို့ကျွန်တော်ဖယားရှင်ကကျွန်တော်တို့ကိုရှိတဲ့အရာလေးကိုသူ့အတွက်အသုံးပြုစီချင်တခါကျရင်ကျွန်တော်တို့ဟာငါတော့ဘာမှမတတ်နိုင်မဟုတ်ဘူးခမည်းတတ်နိုင်တဲ့ဟာဖယားကခမည်းရဲ့အသက်တာမှာပေးတဲ့ဟာရှိအဲ့ဒီအရာလေးကိုဖယားအတွက်အသုံးပြုပါအဲ့ဒီအရာကိုအသုံးပြုတော့ယုံကြည်သူဖြစ်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေမောရှိဖယားကဣသေလလူမျိုးအေဂုတ်တို့ဘေးကနေခေါ်ဖို့လုပ်တဲ့ခါမှာသူ့ဘာဖယားမှာမောရှိမင်းလက်ထဲမှာဘာရှိတယ်ဘာရှိတယ်တောင်ဝေးရှိတယ်အဲ့ဒီတောင်ဝေးကိုဖယားကအသုံးပြုပေးမှသူ့ရဲ့လူမျိုးတွေကိုကျွန်ဘဝကနေကယ်ထုတ်တာဟာလေလုယာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာတခါကျရင်ကျွန်တော်တို့ကဖယားခိုင်းတဲ့ဟာမလုပ်ချင်ကျွန်တော်တို့ကတခါကျရင်ဖယားကိုကျွန်တော်တို့တွေးတူးဆန်းချင်တာဟုတ်လားမဆန်းနဲ့တချို့လူတွေကအမှုတော်ဆောင်နေတမျိုးပဲကြည့်ရတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားကပါအုပ်ပြောတာမဟုတ်ကြီးအားကိုလည်းအလုတ်ခိုင်းနိုင်တဲ့ဖယားဖြစ်အာမင်ဒီမှာရှိတဲ့တင်းသူတင်းသားများဒီမှာဆရာတို့ကိုကျွေးပေးဆရာရှိတာလေးကိုပေးခင်ဗျားတို့မပေးဖယားကကြီးအားကိုခိုင်းရင်မှာမလေးရှားမှာကြီးအားတွေအများကြီးပဲသူတို့စားရုံကောင်ကုန်မှာမဟုတ်ကြီးအားတွေပူတဲ့အဟင်းတွေအေလိယက3နှစ်နဲ့6လမိုးမရွာတဲ့အချိန်မှာဖယားကဓမ္မရာဇဝင်တားတရဆောင်အခန်းကြီး19အပိုင်ငယ်4ကနေ6ထိပတ်တယ်ဖယားကကြီးအားကိုခိုင်းတာအနောဖူကောင်းတာအဲ့ကြီးအားကကြီးအားရမ်းကြိုက်တဲ့အသားပါအမေသားဖယားကခိုင်းလိုက်တဲ့အခါမှာ तू မစားဘဲနဲ့အေလိဇအစီမနေတိုင်းမနေ့တိုင်းပူတာဖယားရှင်နာမတိုင်းပုံကြည့်ပါစေဒီနေ့ကျွန်တော်တို့ဖယားပေးတဲ့အရာလေးဖယားအတွက်အသုံးမပြုရင်ကျွန်တော်တို့ကလေးမျိုးပမာစကားဆိုဖယားအတွက်မကိစ္စဘူးဖယားအတွက်မကိစ္စဘူးကျွန်တော်တို့ချင်းတယ်ကိစ္စမရှိဘူးလို့မကိစ္စဘူးကောင်းခိုင်းလားအဲ့ဒါကလေးမျိုးဗမာစကားကောင်းခိုင်းလားတခုကြွေးလားဟုတ်ဆရာလေးဘိုးစားပြီကောင်းခိုင်းလားဆရာကျွန်တော်ဖယားကကျွန်တော်တို့မှာရှိတဲ့ဟာလေးဖယားအတွက်အသုံးမပြုံဖယားကတခြားအရာအများကြီးသုံးလို့ရတယ်အာမင်ကျွန်တော်မိတ်ဆွေဒီမှာရှိတော်ချစ်တော်ယုံကြည်သူများတန်ရှင်းသူတို့ကိုမှရှိတဲ့ဖယားပေးတဲ့အရာလေးကိုဖယားအတွက်အသုံးပြုတော်သူများဖြစ်ဖို့ဝိညာဉ်တော်ဖျားအားလုံးမဆပါစေပေတရုကငါအများကြီးပြန်ရလာတာပထမခြီလန်းကပါသူ့မှာငါတကောင်မှမရှိတဲ့သူ့မှာရှိတဲ့လီလေးကိုဖယားကိုအသုံးပြုခိုင်းတဲ့အတွက်ကြောင့်ဖြစ်တယ်
မိတ်ဆွေတခြားစဉ်းစားဒီအရာတွေကယူယူလေးပဲကျွန်တော်တို့ကြားနေကြဆိုတော့ကျမ်းစာဓမ္မသစ်ကျမ်းထဲမှာကျွန်တော်သခင်ယေရှုကလူအများလူ9000လောက်တရားဟောတဲ့အချိန်တောင်ပေါ်မှာ Sermon on the Mount ပိုက်စားပြီဒါနဲ့အဲ့ဒီလူအများ9000လောက်ကိုဘသူကြောင့်အကုန်လုံးဘိုက်ဝပေးမှလေပြန်လာနိုင်ဆိုတော့ကောင်လေးပါလာတဲ့2ကောင်နဲ့မုံ9လုံးကြောင့်အဲ့ဒီအရာလေးကောင်လေးကဘာမှမဟုတ်တဲ့ကောင်လေးသူ့ရဲ့နင်းလေစာပါလာတဲ့ဟာဖယားအတွက်ပေးတဲ့အခါမှာဖယားရဲ့ဘုန်းတော်ထင်ရှားသခင်ယေရှုပေတရုကသူ့ရဲ့လေလေးပေးလိုက်တဲ့အခါမှာအဲ့ဒီအရာကပေတရုကသူ့မိန်းမစီမှာပြန်လာဖို့ကြောက်နဲ့စိတ်တွေတော့အကုန်လုံးပြန်ပြောက်သွားတာဆိုတော့ဒီနေ့မိတ်ဆွေကျွန်တော်ခွန်အားပေးခြင်းပါဖခင်ကမိတ်ဆွေမှာရှိတဲ့အရာလေးကိုအသုံးပြုခြင်းတယ်မိတ်ဆွေမှာရှိတဲ့အရာလေးကိုဖခင်ကအသုံးပြုခြင်းဘာအတွက်လဲသူ့ရဲ့ဘုန်းတော်ထင်ရှားဖို့မိတ်ဆွေရဲ့ဘဝမှာကောင်းချီးခံစားဖို့ရှိတဲ့အရာလေးကိုဖခင်အတွက်အသုံးပြုဖို့ဖခင်အလိုတော်ရှိတယ်ဘယ်တော့မှမမင်းဒုတိယချက်ဘာဖြစ်လို့ပေတရုကတကောင်မှမရတော့လဲအများကြီးဘာဖြစ်လို့ပြန်ရလဲ why ဘာဖြစ်လို့လဲဆိုတော့အပိုက်ငယ်9မှာကျွန်တော်တို့ကြည့်ရအောင်ရှေမုန်ကလည်းသခင်အကျွန်ုပ်တို့ဒီတညလုံးကြိုးစားတော်လဲတကောင်ကူမြမရပါအဲ့ဒီပဲဖတ်ရတညလုံးကြိုးစားတော်လဲတကောင်ကူမြမရဒုတိယအချက်ပေတရုတို့အဖွဲ့ငါအများကြီးပြန်ရလာတာဘာဖြစ်လို့ဆိုအရှိကူအရှိတိုင်းကိုခံ It's very important come on ဖယားရှိမှလာတဲ့အခါမှာကူချစ်တဲ့အတိုင်းလာတာအကောင်းဆုံးပဲဖယားရှိမှဟန်ဆောင်လို့မရလူတွေရှိမှဟန်ဆောင်လို့ရတယ်ကျွန်တော်လွန်ခဲ့တဲ့1990မှာလေမြန်မာနိုင်ငံရုပ်ရှင်အဖွဲ့အစည်းကကျွန်တော်စီမှာစာလာရေးတဲ့အဲ့ဒီစာပါလဲဆိုပါအုပ်ရဲ့တဲ့မင်းသားလုပ်ပါယုံလားမယုံဘူးပဲဒီယုံနဲ့ဒီအသားရည်နဲ့ဘယ်သူနိုင်ငံရုပ်ရှင်စီးရုံကမင်းသားလို့ဖူးခေါ်မှာလဲဘယ်ခေါ်မလဲဟုတ်တယ်မယုံနဲ့ကျွန်တော်ခေါ်ရင်လုံးဝမလုပ်အဖြစ်လို့မင်းသားဆိုတာလေဗမာစကားမှာအရင်ကတရုတ်ဆောင်သူများတရုတ်ကိုဆောင်ပေးနေကိုယ့်ရဲ့တရုတ်မဟုတ်ဘူးတတိမဟုတ်လေတတိလူနေရကောင်းမလေးတရုတ်မချစ်ရင်လေချစ်တယ်လူနေရကျွန်တော်ကတကယ်ချစ်ချင်တာကျွန်တော်တကယ်ချစ်ချင်တယ်နော်ဆိုတော့လူတွေရဲ့ရှေ့မှာတော့ကျွန်တော်တို့ဟန်ဆောင်လို့ဒါပေမဲ့ဖယားရှေ့မှာဟန်ဆောင်လို့မရပေတရုကဘာပြောကိုတော့တညလုံးကျွန်တော်တို့ကြိုးစားပေးမှပိုက်ခွန်ချဒါပေမဲ့တကောင်မှမရဘူးသူမရတဲ့အကြောင်းအဖြစ်တိုင်းကိုလုံးဝဝန်ခံတယ်ဒီနေ့မိတ်ဆွေဒီမှာလူငယ်လေးတွေဖယားရှေ့မှာလာတဲ့အခါမိတ်ဆွေရဲ့ဖြစ်တဲ့အတိုင်းအရှိကိုရှိတိုင်းဖယားရှိပါလားအာမင်ကျွန်တော်တို့ခါကျန်တတ်တလူမတတ်တလူနဲ့မလဲရှုပ်တယ်ကျွန်တော်ဗမာစကားအရန်ကြိုက်တယ်ဟိုမရောက်ဒီမရောက်ဆိုတာလေဟိုမရောက်ဒီမရောက်ဆိုတာဘယ်ရောက်လဲဘယ်မှမရောက်ချို့လူတွေအဲ့လိုမျိုးရှိပေတရုကကျွန်တော်အရန်ခွာရတာသူ့မှာရှင်ဖယားတကယ်ရှင်သူ့မရှိဘူးကိုရောတညလုံးငါတို့ကျူးစားမယ်ကျမ်းစာထဲမှာပဲကျူးစားပေးဆိုတဲ့စကားလုံးပါတယ်တိုင်မဲ့တကောင်မှမရဘူးအဖြစ်တိုင်းနေလာကျမ်းစာထဲမှာကျွန်တော်တို့ခုခွေတဲ့ဖယားကလေကျွန်တော်ဒီနေ့ချင်းချောက်တာတော့မဟုတ်ကျွန်တော်ကျမ်းစာနဲ့ကျွန်တော်ပြောပြကျွန်တော်တို့ကူးကွယ်တဲ့ဖယားကချစ်ချင်းမေတ္တာဖယားဖြစ်ဒါပေမဲ့တရားစီရင်တဲ့ဖယားဖြစ်တယ်ဆိုမိတ်ဆွေပြောမှာစေဖို့တဖို့နဲ့ဘုရားကိုလင်ဖို့လုပ်နေကြနော်ဘုရားမိတ်ဆွေဖြစ်နေတဲ့အရာအလုံးသိ
သူ့ရဲ့အမီနာမ5မျိုးထဲမှာအံ့ဩဖွယ်ဆိုတာပထမဆုံးပါတယ် wonderful what kind of wonderful ဘလောက်သူကဘလောက်အံ့ဩဖွယ်ကောအဲ့အံ့ဩဖွယ်အများကြီးထဲမှာလေတခုကခတ်သိမ်းတော့အရာကိုသိတာအံ့ဩဖွယ်စာလံ139မှာစာလံဆရာကြီးကပြောလဲဆိုငါရဲ့စိတ်ထဲမှာကြံစီတဲ့အရာကိုအဝေးကနေပင်သိတော်မူ၏ဆိုရတာရံပြတနာဆိုတော့မိတ်ဆွေကဟန်ဆောင်နေတဲ့အရာကဖယားအကုန်လုံးသိတာဒါပေမဲ့မိတ်ဆွေတတ်နိုင်တဲ့အရာလေးနဲ့အသင်းတော်မှာပါဝင်တဲ့အရာလေးတိတ်တိတ်ပုံလေးနဲ့လှုပ်တဲ့အရာလေးဖယားအသိပြန်အဲ့ဒါကြတော့ဝမ်းသာစရာကောင်းအခုကျွန်တော်ကျန်းစာအုပ်ဝေတာတချို့လူတွေကကျွန်တော်ကျန်းစာအုပ်မြို့နယ်စုတွေကကျွန်တော်တို့တောင်းတာဟုတ်ပြီကျွန်တော်တို့ပုံနှိပ်ပေးလိုက်တယ်ဝေပြီးသွားတဲ့အခါမှာကျွန်တော်ဟိုးကလကာနောက်မှာထားတယ်ဘယ်သူမှဆရာပါအောင်ဆိုတာလှုပ်ပေးတဲ့လူလည်းမသိတော့ဘူးသူတို့ကသူတို့လှုပ်တယ်လို့နဲ့ကောင်းတဲ့အရာအလုံးသူတို့ပဲတည်သွားတာဒါပေမဲ့ကျွန်တော်အယံကြည်နဲ့တဲ့အရာကကျွန်တော်ကူးကွယ်တဲ့ဖယားကခတ်သိမ်းသောအရာကိုသိတဲ့အရာပေါ်မှာကျွန်တော်အယံဝမ်းသာတာကျွန်တော်ကျန်းစာအုပ်လုပ်တာကျန်းစာအုပ်ပုံနဲ့ချို့လူတွေပြောဟာဆရာပါအောက်ကကျန်းစာအုပ်ကအခမဲ့ဝေတာအနောက်ကနေပတ်စံအများကြီးရတာတဲ့အမျိုးမျိုးပဲကျွန်တော်ဝေဖန်တချို့လူတွေဟာဆရာနဲ့မင်းတို့ကပတ်စံဆရာတို့ကတဲ့ကျန်းစာအုပ်ဝေတာတဲ့သူတို့ဖတ်လည်းမဖတ်ဘူးတဲ့ဒါပေမဲ့ကျွန်တော်တို့မီရှင်ရဲ့ကျွန်တော်တို့ရဲ့စိတ်ကူကပါလဲဆိုတော့ဥပမာဆရာတို့ကဒီအသင်းတော်မှာကဲအသင်းသူအသင်းသားတွေကျန်းစာဖတ်ပါလူသူတို့ပြောရမယ်ဆိုရင်ဘာအရင်လောက်ရမလဲဆိုသူတို့မှကျန်းစာအုပ်ရှိရဒါကျွန်တော်တို့ရဲ့ယူပါရုံမဖတ်ခင်မှာသူ့စီမှာရှိရမယ်မဖတ်ရင်လည်းရတယ်မကိစ္စဘူးသူ့မှာရှိရမယ်ကျွန်တော်တို့ရဲ့တာဝန်နော်မကိစ္စဘူးပြဿနာမဟုတ်ဘူးကျွန်တော်တို့လုံလိုက်တဲ့အခါမှာအော်သူများကပြောတယ်လေဒါပေမဲ့ကျွန်တော်ဖျားခိုင်းတဲ့အရာကိုကျွန်တော်သစ္စာရှိလို့ကျွန်တော်ကျန်းစာအုပ်ဝေတဲ့လုံကလောက်တာ15နှစ်ရှိကျွန်တော်တည်တယ်ကျန်းစာအုပ်များရလောက်တည်တယ်ကျန်းစာအုပ်ကလေးမျိုးမှာ call ပေးမှကျွန်တော်တို့ဝေလိုက်တော့တည်တယ်ဆရာတယောက်ကကျွန်တော်အရန်မုန်းတာဘာဖြစ်လဲဆိုတော့သူတို့ဟာမယောင်းရလို့သူတို့ကယောင်းချင်တာကျွန်တော်တို့ကမယောင်းပဲနဲ့ဝေတာဒါပေမဲ့ကျွန်တော်ဒီနေ့ကျွန်တော်တော်တော်ခွန်စိတ်ထဲမှာကျွန်တော်ရဲ့ဘဝမှာကျွန်တော်ကျန်းစာအုပ်ဝေတာလူမျိုး32မျိုးအခုကရင်ကျန်းစာအုပ်အားလုံးရောက်ရင်ကျွန်တော်15နှစ်တွင်မှာဝေတဲ့ကျန်းစာအုပ်ကအုပ်ရင်23သိန်းလောက်ရှိအများကြီးပဲကျွန်တော်လုံနေတဲ့အရာကျွန်တော်အယံကြည်နေတာကျွန်တော်ဖြစ်တဲ့တိုင်းဖျားပေးတဲ့ဖျားက2010မှာကျွန်တော်ကကဘာဦးကျန်အခန်းကြီးစနစ်အပိုက်ငယ်3အားဖြစ်ကျွန်တော်ကစကားပြောသူအာဗြဟံနဲ့စကားပြောတဲ့အခါမှာတင်အားဖြစ်များစွာသောလူမျိုးများကောင်းချီးခံစားမယ်ဆိုတဲ့ကျွန်တော်ယုံခံမှာကျွန်တော်ဖတ်နေတဲ့ဖျားကအဲ့ဒီကျမ်းပိုက်လေးအဖြစ်စကားပြောတဲ့အခါမှာအဲ့ဒီနေ့ကနေစပေးမှာကျွန်တော်တို့မိသားစုရဲ့ဆောင်မူတူမိသားစုရဲ့ဆောင်ဖို့ကပါလဲဆိုတော့to be a blessings for others သူများအတွက်ကောင်းချီးမင်္ဂလာဖြစ်တော်မိသားစုအဲကြောင့်ကျွန်တော်သူများဝင်ကျွန်တော်ဆရာလျင်နောက်ကကျွန်တော်ပြောတဲ့အခါမှာဒီမှာဆရာလျင်ဘိုးတို့ကလိုအပ်တယ်ကျွန်တော်သိတယ်ဒီချမ်းစာကိုကျွန်တော်မလေးရှားဒီတိုင်းပို့မှကျွန်တော်တအုပ်ကို90နဲ့ရောဝယ်တဲ့လူအများကြီးကျွန်တော်သိတယ်ဒါပေမဲ့ဖျားပြောရဟာပါလေကျွန်တော်တို့ရဲ့ဖျားကကျွန်တော်ကို to be blessings for others သူများအတွက်ကောင်းချီးဖြစ်ဖို့လို့ပြောတဲ့အခါမှာကျွန်တော်အဲ့ဒီအတစ္ဆာရှိလုပ်တဲ့အခါမှာဖျားကောင်းချီးပေးတယ်ကျွန်တော်ဖျားရှိမှဖျားခိုင်းတဲ့အရာဖျားရှိမှကိုဖြစ်တဲ့အရှိကိုအရှိတိုင်းနေတာမိတ်ဆွေပွင့်လင်းနဲ့လာခဲ့လိုက်ပါဖျားကမိတ်ဆွေကိုအဲ့လိုဘယ်ကောင်းချီးပေးပါလဲပေတရုသူဖြစ်တဲ့အတိုင်းနေမဲ့သူခုနကျွန်တော်တို့ပြောတယ်ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားကချစ်ချင်းမြတ်တာဖျားဖြစ်တယ်လို့တရားရှင်နဲ့ဖျားဖြစ်ဖျားရှင်မှာကွယ်ဝှက်ပေးမှမနေနဲ့မိတ်ဆွေအရန်ကြောက်ဖို့ကောင်းတာတမန်တော်ဝတ္ထုအခန်းကြီး9မှာအာနနိရုလင်မယားကဖျားခိုင်းတဲ့အတိုင်းမလုပ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲလင်မယား2ယောက်စလုံးတီးသွားတာဆိုစကားနဲ့ရဲ့ရှောသွားတာခု
ခုခေတ်စကားတွေကချောသွားတာဒါပေမဲ့ကျွန်တော်ချင်းချောက်တာမဟုတ်ဘူးနော်ကျမ်းစာအရကျွန်တော်ပြောပြတာကျွန်တော်တာဖျားပဲကျွန်တော်ဒီနေ့ကျွန်တော်ပြောချင်ဖျားရဲ့ရှေ့မှာအရှိမိတ်ဆွေရဲ့အရှိတိုင်းနေတာပါအုပ်ကသူ့ရဲ့အရှိတိုင်းတာလာပဲဆရာလင်ဘိုးကအားလုံးကကျွန်တော်တို့အရှိတိုင်းတာပေတရုကပါပြောကိုရောတညလုံးကျွန်တော်တို့စူးစမ်းပေးမှပိုက်ကွန်ချတာဒါပေမဲ့တကောင်မှမရဘူးမရတဲ့အကြောင်းကိုသူလုံးလုံးလျားလျားဝန်ခံပေးမှခရစ်တော်ကိုပြောရတယ်ဖျားရှင်နာမအတိုင်းပုံကြည့်ပါစေဒီနေ့မိတ်ဆွေရဲ့ဖြစ်တည်တဲ့အတိုင်းလေးပဲဖျားရှိမှလာခဲ့တာဖျားကကောင်းချီးပေးပါလေတတိယချက်ကအပိုက်ငယ်3နဲ့5မှာရှိတယ်ဆိုတော့အပိုက်ငယ်5ကိုပဲကျွန်တော်တို့ဖတ်ရအောင်အပိုက်ငယ်5အောက်ပိုင်းတွေခုနကျွန်တော်တို့ဖတ်တဲ့ဟာအောက်လေးဟာနော်တို့ရတွင်အမိန့်တော်ရှိလျင်ပိုက်ကွန်ကိုချပါမေဟုလျှောက်လေ၏ဆိုတော့တာတရဲ့အချက်ပေတရုဘာဖြစ်လို့ငါတကောင်မှမရတော့လေအများကြီးပြန်ရလာလေဆိုတော့တာတရဲ့အချက်ကနာခံတဲ့တက်တာရှိသူ့အနေနဲ့သိတယ်ဒီကားလေးလေအိုင်ပေါ်မှာဒီနေ့လေကြောင်တောင်ကြီးပိုက်ကွန်ပြန်ချက်လုံးဝမရနိုင်ဘူးဆိုတာပေတရုကကောင်းကောင်းသိတယ်ဒါပေမဲ့သူ့ရဲ့စကားထဲမှာကြည့်သူ့ရာတွေအမိန့်တော်ရှိလေဖတ်ရဲ့ကျွန်တော်ဒီကြားထဲမှာတစ်ခုလေးကျွန်တော်ပြောချင်ပါမဖြစ်နိုင်တဲ့အရာဖြစ်တော်ညာလဲအမိန့်တော်ဖျားသခင်ရဲ့အမိန့်တော်ဆိုလုံးဝဖြစ်နိုင်တယ်ဆိုတာမိတ်ဆွေလုံးဝယုံကြည်ပါအာမင်အမိန့်တော်ရှိလေတဲ့ပိုင်ကွန်ကိုချပါမယ်ခရစ်တော်ခိုင်းတဲ့မဖြစ်နိုင်ဘူးဆိုတာသိတယ် तू ကငါဖန်တယ်မှာဝါတော်မြတ် तू အရန်ကျွန်းကျင်တဲ့ခေါတငါတဲ့ဘဝနဲ့နေလာကျွန်တော်ကားလေးလေအိုင်ဆိုတာကျွန်တော်တို့သွားတော့ငါလေမကနာနေအဲ့ဒီလေကြီးကျွန်တော်တို့ရှိ45မိနစ်ကျွန်တော်တို့ရှိတော့အဲ့45မိနစ်ကျွန်တော်တို့ရောက်တဲ့နေရာနဲ့အောက်ကိုကြည့်နေရီကဘလောက်ကျဟိုးအောက်ကျန်းပင်ကိုမြင်လို့ရအဲ့လောက်တန်တာဆိုတော့ငါဘလူလို့ပိုက်ကွန်ချဆိုအကုန်လုံးထွက်ပြီးမှလေဒါပေမဲ့ပေတရုကဘလောက်တို့ရဲ့စိတ်မှာနာခံခြင်းရှိလေဆိုတော့ခရစ်တော်ပြောတဲ့ကိုယ်တော်အမိန့်တော်ရှိရင်ပိုက်ကွန်ကိုချပါမယ်လုံးလုံးလျားလျားသူယုံကြည်ခြင်းနဲ့လက်ခံလိုက်မဖြစ်နိုင်တဲ့အရာအများကြီးပဲကျွန်တော်တို့ကတခြင်းပဲဆိုတာလက်တွေ့မှာတော့ဘလို့လက်တွေ့မလုံးတာဒါပြတနာကျွန်တော်နောက်ဆုံးမှာလက်တွေ့ဆိုတဲ့စကားလုံးပါတယ်ကျွန်တော်တို့ဖျားအောင်ရမ်းချစ်ဖျားအောင်ချီးမွမ်းတဲ့အခါမှာလေမျက်ရည်ကျခြင်းဆရာလေးတွေအများကြီးပဲဒါပေမဲ့အဲ့ဒီအရာပေါ်မှာကျွန်တော်တို့ကမတတ်မရက်ရဲဘူးအဲ့ဒီအရာပေါ်မှာကျွန်တော်တို့မယုံကြည်ရဲဘူးအာမင်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီလူဖြစ်နေလားတစ်ခါကြိုက်ကျွန်တော်ပေတရုကမဖြစ်နိုင်ဘူးဆိုတာဒီဒါပေမဲ့သူ့ရဲ့စကားထဲမှာဒီသူ့ရာတွင်ဆိုတဲ့စကားလုံးကမဖြစ်နိုင်လို့ဖြစ်ဥပမာလူတစ်ယောက်ခါဟာပေါက်ကအသားမမဲလေးနဲ့အယုံလည်းဆူတယ်ဒါပေမဲ့ဆိုတော့အနောက်ပိုင်းမှာလာတဲ့ဟာတော်တော်ကောင်းသွားပြီအကောင်းမဲ့လာတာဒါပေမဲ့ချစ်စရာကောင်းတယ်လာမလားအဲ့လိုကျွန်တော်ပေတရုကသူ့ရာတွင်အမိန့်တော်ရှိလေပိုက်ကွန်ကိုပြန်ချပါမယ်မဖြစ်နိုင်တဲ့အရာပေါ်မှာပေတရုကလုံးလုံးလျားလျားခရစ်တော်ရဲ့စကားပေါ်မှာဖခင်ရဲ့စကားပေါ်မှာနာခံရတာအဲ့ဒါသူ့အတွက်ကောင်းချီးပဲသူတို့ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာဝန်ခံရရအောင်ဖြစ်နိုင်တဲ့အရာဖခင်ပြောတဲ့အရာပေါ်ကျွန်တော်တို့နာခံရရအောင်နောက်ဆုံးအချက်ဆိုရင်တော့အိတ်တဲ့လူလည်းထားလို့ရပြီအဲ့ဒီမတိုင်ခင်တည်းမှာဘုရားရှင်ကသူ့ရဲ့သားသမီးတွေစီတောင်းဆိုတဲ့အရာအများကြီးထဲမှာအရေးကြီးတဲ့အရာကပါလဲဆိုနာခံခြင်းဖြစ်တယ်တရားဟောရခြင်းခန်းကြီး28မှာဖတ်ကြည့်လိုက်ဣသရေလလူမျိုးတွေဒုတိယအချိန် Deuteronomy ဆိုဒူဆိုတာဒုတိယအချိန် Deuteronomy သူ
ตัวไอ้ดิอุปเดียวเปลี่ยนเปลี่ยนไอ้ดิเชื่อมาพยาตะเข่งตัวเองเอติละลูมิวเมียกูเปลี่ยนเปลี่ยนดิวทรอนอมีเตียงห้อยจันเดมาบาชิเลสุโรอไปเงินขันจินเสชิเดมามินุงาเปลี่ยนอย่าอาลุกูไล่นาเบมานาคันเนสุเอขันสายเมกองจีอไปเงินสุดที่มีอะไรอิงเทมาวินเลยကောင်းကြီးဖြစ်မယ်အိမ်ပြင်ထွက်လည်းကောင်းကြီးဖြစ်မယ်တောသွားရင်လည်းကောင်းကြီးဖြစ်မယ်မြို့သွားရင်လည်းကောင်းကြီးဖြစ်မယ်မကောင်းကြီးမဖြစ်မဲ့နေအောင်မရှိတော့ဖျားရှင်နာမတိုင်ပုံကြီးပါစေအဲကြောင့်ဒီယုံကြည်သူများနာမခံတဲ့ခရစ်ဖျားပြောတဲ့အတိုင်းမလုပ်တဲ့ရှောလို့ရှင်ပြီဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး15ပိုက်ငယ်7မှာဘလောက်တောင်မှရှောလို့အတွက်စိတ်နာစရာကောင်းพยากาตัวเย็นทุกการนี่เปียวได้ยาครับงาดีชอลูกูชินไปเยียมาคัดท้าได้อะโมอายันนองตายาเนี่ยไม่สวยพยากาไม่สวยกูพันเส้นด่านนองตายานี่มายันสวยสักคนพยากาป่าวกูมาเลเซียที่โคราชนองตายามาเจ้าสักคนชอลูชินไปเย็นชิดอะพยายันนองตาบ้าพิจรู้เลยตู้เปียวได้อะไรมาลูดูแต่ชินเลยไหมIt's easy, very simple. แต่จ้าบ้ามาโมโหตู้ใครเนี่ยได้มาลูทีนี้ไม่สวยใครเนี่ยพยาใครเนี่ยได้ไม่สวยจันทร์อะไรมาพัดได้เสียดีห่อได้ทุกกบฏตัวอะไรไม่สวยมาลูพยาน้องตาใหญ่ไม่สวยตัวใครน้องส่งเช็คปีตรุบาพิดลูงาตะข้าวมาไม่ยากแต่ไม่ให้เปลี่ยนยาเลยနောက်ဆုံးအချက်ကပိုက်ငယ်6ကိုကျွန်တော်တို့ကြည့်ဖတ်ရအောင်ပိုက်ငယ်6ထူတို့ချပေးလင်ထူတို့ချပေးလင်အလုံးများစွာသောငါတို့ကိုအုံမိတစ်ဖြစ်ပိုက်ကွန်ဒီစုပ်ပြတ်ဆရှိ၏နောက်ဆုံးအချက်ကပါလဲဆိုတော့ तू ကလက်တွေ့လှုပ်ဆောင်တော့သူဖြစ်တခင်ယေရှုကပါပြောတယ်ရီနဲ့ယာကိုရွှေ့ပေးမှပိုက်ကွန်ကိုချအတူချုံနဲ့ပြောမယ်ဆိုရင်အဲ့ဒီမှာပီတရုကပြောဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူတော်များများကအဲ့ဟုတ်ကဲ့မှာပဲမတည့်ရချဆက်မသွားတော့ပီတရုကအဲ့ဒီမဖြစ်နိုင်တဲ့အရာသူတွေအဲ့ဒါနဲ့ခရစ်တော်ခိုင်းတဲ့လေကိုလောပဲယင်နဲ့ရာကိုရွှေ့ပေးမှာပိုက်ထူသူပိုက်ကွန်ကိုချပေးလင်းလက်တွေ့လို့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ပြဿနာကလက်တွေ့မလို့တာကျွန်တော်ဘဝမှာခမည်းတော်ဘဝအများပြဿနာလားဟုတ်ကနေဝင်ခါငါတတိဖြစ်ပြီလို့အော်ရင်တတိဖြစ်ပြီတဲ့မဖြစ်ဘူးလုံးဝမဖြစ်ဘူးဒါပေမဲ့ကျမ်းစာထဲမှာလူကနှုတ်ရဲ့အသေးကိုစားရမယ်ဆိုတဲ့ဟာလည်းရှိပြန်တော့ဘာနှုတ်ရဲ့အသေးစားတာဘလူလို့ရင်စား why ဘလူ how ဆိုတာအများကြီးရှိต้องการเนี่ยงาตะที่พิษบีอารมณ์มลุกไปในเองชิมาตะเชงลงไทยมีงาตะที่พิษบีรู้ออกจีไรต้องการนี่ด้วยนะบารองมาตะที่พิษมาที่ยาเนี่ยจนเรารู้กัดตุนหายอาเมนชุลูดิมาเล่นขันได้ลูชินชิมมาเลเซียมาปูสูระเอกกิจสาจนเรารู้ตีเนาะคู่แค่ก็ global village นั่นส่วนเรา global family พิษองค์ကျွန်တော်မလာခင်ဒီမှာဖခင်တို့ဖះရှိခိုးဒီမျက်နှာတော်တော်များများကျွန်တော်မြင်ဘူးပြီးသားဆိုတော့ပေတရုကဖះခိုင်းတဲ့အိမ်နဲ့လည်းတွေ့လို့တချို့လူတွေကထင်ဟာငါကလူခစ်ကြီးမကောင်းငါကလူခစ်ကမကောင်းခစ်ကကျွန်တော်ပြောပြမယ်အစကလေးမကောင်းကဘာဦးကျန်းမှာကလေးကဘာဆူရာမကောင်းဘူးဟုတ်တယ်မဟုတ်လားကဘာဦးကျန်ခန်းကြီး6မှာဖတ်ကြည့်လိုက်ကျွန်တော်ပြောတာမယုံရင်ဟာဆရာဘာဦးပြောတာ तू 6ပြောနေတာလူထင်တဲ့လူရှိဖတ်ကြည့်လိုက်အဲကြောင့်ကျွန်တော်တို့ကျမ်းစာအများကြီးထုတ်တာနော်အတင်းမောဘမှာဆောက်လဲအဲ့ဒါပဲပြတယ်နော်အခါတောင်ပေါ်မှာတင်းမောမဆောက်တင်းမောပဲဆောက်တာဘယ်မှာဆိုတာကျမ်းစာထဲမှာမရှိအဲကျွန်တော်တို့ဘာဖြစ်လဲဆိုတခါကျမ်းစာမဖတ်လို့ကျမ်းစာဖတ်ရင်လေတာဝန်ရဖတ်လို့ကဘာဦးကျန်ခန်းကြီး6မှာလူတွေက
ဖယားရှိမှာအပြစ်လုံးလို့ဖယားတော်မှာဘာပြောလဲလူကူဖန်ဆင်းတာငါတောင်တရတယ်ဆိုတော့ကဘာကြီးဟိုးအစကလေးမကောင်းဘူးအခုမှမကောင်းတာမဟုတ်ဘူးဟုတ်တယ်မလားအခုမှဂျိုးဘိုင်ဒန်တို့အိုဘားမားတို့ခင်မှာအမေရိကမှာလင်တူထင်းမြခွင့်လက်မထူရဲဆိုကဘာမုန်းနေတာအဲ့ဒါဟိုးလောတာခက်ကလေးရှိပြီးသားကျွန်တော်ပြောတာမှားလားဘယ်မှမလဲကျွန်တော်စံစာဖတ်တာအမှန်သေးလို့ကျွန်တော်ရဲဝံ့ပြောရတာအစကလေးလောတာတို့ခင်မှာချီကျွန်တော်အခုတိုင်းမဲ့နောအေခင်မှာလဲချီနောအေမူကအခန်းကြီး6အပိုက်ငယ်8မှာဖတ်ကြည့်လိုက်ဖယားရှင်ကတော့မှလူတွေရဲ့အပြစ်များလို့လူဖန်ဆင်းတာနောင်တရနေတဲ့အချိန်မှာကဘာဦးကျန်ခန်းကြီး6အပိုက်ငယ်8မှာပါပြောနောဤကျွန်တော်တော့ကနေလိုက်ဆိုကျေးဇူးပြုနောဤမူကဖယားသခင်ဤစိတ်တော်နဲ့တွေ့တော်သူဖြစ်၏ဖျားရှင်နာမတော်တိုင်ပုံချေပါစေလူတွေအများကြီးဖယားကိုပုံကန်နေတဲ့ကြမှာဖယားကသူ့လူဖန်ဆင်းတာနောင်တရနေချိန်မှာနောဤကြတော့ဖယားရဲ့စိတ်တော်နဲ့တွေ့တာဖယားနဲ့စိတ်တော်နဲ့တွေ့တဲ့ခါမှာဖယားကလူတွေအားလုံးဖြည့်ဆည်းဖို့လုပ်တဲ့ခါမှာနောဤတို့မိသားစုလွတ်မြောက်ရာကြောင်းတင်ပေါ်ဆောက်ခိုင်းတာအဲ့ဒီအခန်းကြီး6အကုန်လုံးမိတ်ဆွေဖတ်ကြည့်လိုက်အခန်းကြီး9လည်းဖတ်လိုက်အဲ့ဒီမှာနောဤကပဲနောမှာထားတော်မူသည့်အတိုင်းနောဤပြုလေ၏ဖယားပြောတဲ့အရာအားလုံးအတွက်အားလုံးအပေါ်မှာနောဤတကယ်လက်တွေ့လုပ်တာကျွန်တော်တို့ကဖယားအကြောင်းတဲ့ဟာဆရာလင်ဘိုးဆရာတော်လင်ဘိုးတယောက်တော့ဟာကျွန်တော်တို့ဆရာတော်တယောက်ခွန်အားရလိုက်တာကျွန်တော်ခွန်အားပဲရတာပြီးသွားပြီလက်တွေ့မှာသုံးလားမသုံးဘူးအဲ့ဒါကျွန်တော်တို့ရဲ့ပြဿနာခံစားတဲ့လောက်ကောင်းကြီးမခံစားတဲ့ကျွန်တော်တို့အောင်မြင်တဲ့လောက်မအောင်မြင်တာအဲ့ဒါကျွန်တော်ကိုယ်တိုင်လဲ perfect man လို့ကျွန်တော်လဲကိုယ့်အကူလဲအခုတရားဟောနေတာကျွန်တော်ပေတရုကဖျားခိုင်းတဲ့အတိုင်းရေနဲ့ရာကိုရွှေ့ပေးမှတကယ်တို့ရဲ့ပိုက်ကွန်ကိုချမှသူငါရတယ်အဲ့ဒါမိတ်ဆွေဘရော့မှမမြင်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကဘာပေါ်မှာလက်တွေ့မလုပ်တဲ့ယုံကြည်သူတော်များအဲ့ဒါလေးပဲကျွန်တော်တို့လို့သိလားဆိုသိတာပေါ့အယံသိတာဒါပေမဲ့ကျွန်တော်တို့ရဲ့ပြဿနာကလက်တွေ့မလုပ်နိုင်ငံခြားသားတွေကျွန်တော်မှနိုင်ငံခြားသားဧည့်သည်တွေကျွန်တော်1999ကလေးကျွန်တော်နိုင်ငံခြားတငယ်ချင်းတွေရှိသူတို့ရဲ့တရားဟောချက်ကစဉ်းစားလဲဘာမှမဟုတ်ဒါပေမဲ့ဖယားကအသုံးပြုတာပါဖြစ်လို့ဆိုသူတို့ဟောတဲ့တရားကသူတို့ကိုယ်တိုင်လက်တွေ့လုပ်တဲ့အရာကိုသူတို့ဟောတာအဲ့ဒါလေးပဲကွာတာတေးလေး but big different you know ကျမ်းနာတဲ့လူအတွက်အယံကွာသွားပြီဟောတာတော့ဘာမဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့ဟောတဲ့အရာကတကယ်ကောင်းကြီးဖြစ်သွားတယ်ကျွန်တော်တို့ကလက်တွေ့သူမြောက်တရားဟာကျမ်းစာဖတ်ပါတယ်တင်းတို့ဆရာကိုယ်တိုင်ကျမ်းစာမဖတ်ကျွန်တော်တို့သားသမီးဖျားချောင်းသွားတယ်ငါတို့ကိုယ်တိုင်ကမသွားဘူးဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှာအယံလိုအပ်တဲ့အရာကလက်တွေ့လှုပ်ဆောင်ခြင်းဖြစ်တယ်ကျွန်တော်တို့သိလားအယံသိတယ်ကျွန်တော်တို့တခြင်းဆိုအားကျွန်တော်တို့ဒီမှာဂျေဇုတော်ကြောင့်အခုချင်းမှာဆရာထောင်တောင်တို့ဘာတို့ကျွန်တော်တို့ဒီတခြင်းဆက်တဲ့လို့ရှိတကယ်ကျန်းပိုက်လေးတွေကိုတို့ကတန်ဆင်လေးတွေတာတကယ်ခွန်အားရဆရာခေါင်းဒါပေမဲ့အဓိကကျွန်တော်တို့ရဲ့နှုတ်ကနေကျွန်တော်တို့တည်ဆူနေတာဒါပေမဲ့လက်တွေ့မှာမလုပ်တဲ့အခါကျတော့ကျွန်တော်တို့အတွက်ကောင်းကြီးဖြစ်ခါနေမှာဟူမရောက်ဒီမရောက်ဖြစ်တာဟူမရောက်ဒီမရောက်ဖြစ်ကုန်ပေတရုကဘာဖြစ်လို့မဖြစ်နိုင်တဲ့အရာဖြစ်တော်ရဲ့လဲဘာဖြစ်လို့ကောင်းငါအများပြန်ဖမ်းလဲဆိုခရစ်တော်ခိုင်းတဲ့အတိုင်းသူလက်တွေ့လုပ်တဲ့အရာကြောင့်အာဗြဟံကခုနကကျွန်တော် FCF မှာလည်းကျွန်တော်ပြောတယ်နည်းနည်းပေါ့ဖယားဆရာနေရေမာအတန်ကြား
အဲ့ဒီဟာကိုသူယုံကြည်ပြီးမှထိုင်နေတာမဟုတ်သူယုံကြည်တဲ့အတိုင်းဖျားခိုင်းတဲ့အတိုင်းအဲ့ဒီပီကိုသူအနေထွက်သွားတာတကယ်ထွက်တာ He went out by faith သူရဲ့ယုံကြည်ခြင်းနဲ့ဖျားပြောတဲ့စကားကိုတကယ်ယုံပြီးမှထွက်သွားတာထွက်သွားတဲ့အခါမှာကောင်းချီးဖြစ်တာသူအဲ့တဲ့ဖြစ်ရင်းနဲ့ကြည့်ကဘာအိုချန်ထဲမှာမိတ်ဆွေဖတ်ကြည့်လိုက်ရွှေအာဗြဟံဒီသူနွားတရိษံကို၎င်းရွှေနဲ့ငွေကို၎င်းအလွန်ရတတ်၏ဖျားရှင်နာမတိုင်ပုံချေပါစေဆိုတော့ပေတရုဘာဖြစ်လို့ငါပြန်ပါလက်တွေ့လောက်တာဒီနေ့ကျွန်တော်တို့ရောက်စေတာကျွန်တော်တို့တင်အုပ်ဆရာကြီးစီကနေကြားနာတဲ့နှုတ်ကပတ်တော်တွေကျွန်တော်တို့တခြင်းဆိုရင်နဲ့တင်ရတဲ့ဖခင်ရဲ့စကားတွေကျွန်တော်တို့ကျမ်းစာဖတ်ရင်နဲ့ဖခင်တွင်တင်တဲ့အရာတွေဟိုကောင်းလိုက်တာဆိုပြီးမှမတ်တရက်တဲ့လူမဟုတ်ပဲနဲ့တကယ်လက်တွေ့လှုပ်ဆောင်တော်သူများဖြစ်ဖို့ရောက်စေတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေ။ဒီနေ့ကျွန်တော်တို့အသက်တာလေးတွေမလေးရှားကျွန်တော်တို့ချင်းတွေရောက်ကြတယ်ကျွန်တော်တို့အရင်တနာဆရာကောင်းအဲ့ဒီကြားထဲမှာကျွန်တော်တို့ဂျေဇုတော်တတ်ကြောင်ဒီလူဖခင်ရှိခိုးနေအဲ့ဒီဖခင်ရှိခိုးတဲ့အချိန်မှာကျွန်တော်တို့ကြားရတဲ့နှုတ်ကပတ်တော်လေးကိုလက်တွေ့လုပ်ကြရအောင်ပေတရုကကျွန်တော်တို့ကဘာမှမဟုတ်ဘူးအချိန်မှာစစ်ကြီးဒုက္ခတဲ့ refugee ဆိုတာကတချို့လူတွေကကတ်ရတဲ့အခါမှာလေပမာပြည်ဖက်မှာသူ့သားသမီးတွေကမလေးရှားမှာ refugee ကတ်ရတော့ဟာဂျေဇုတော်ချီးမွမ်းပွဲတွေလုပ်တာဆရာတွေလည်းကြုံမဆိုင်တော့ဖះကြောင်လည်းမလာချင်တော့ refugee ကဆိုတာကဘာပေါ်မှာတကယ်လူပူနော်ဆင်းရဲဒုက္ခရှစ်ကြောင်ဒုက္ခရောက်နေတဲ့ကတ်ပြပြောတာဟိုကကြွားဆရာတော့မဟုတ်ဘူးတကယ်တမ်းဆိုရင်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအကြောင်းလဲကောင်းချီးခံစားတမျိုးမှာတော့ကောင်းတာပေါ့ဒါပေမဲ့အဖြစ်ပြက်လေးကိုကျွန်တော်ပြောတာခင်ဗျားတို့ကိုကျွန်တော်ခနဲ့ပြောတာမဟုတ်ဘူးနော်အမှန်တိုင်းပြောတာကျွန်တော်ဒီနေ့ကျွန်တော်တို့ရဲ့ဘဝလေးတာ၍ကောင်းချီးပြန်ခံစားတယ်ကျွန်တော်တို့ဘဝကဒီလိုဖြစ်တော်ရလဲတနေ့တော့တစ်ချိန်မကြာတော့အချိန်မှာပေတရုကမငါးတကောင်မှမရတော့ဘူးကနေအများကြီးပြန်ရနိုင်တကယ်သူပြန်ရတကယ်ကျွန်တော်တို့အသက်တာလဲထူခဲ့သူကောင်းချီးပေးနိုင်တဲ့ဖခင်အတွက်ကျွန်တော်တို့ရဲ့ရှိတာလေးကိုအသုံးပြုကြရအောင်ရှိတာလေးကိုဖခင်အတွက်အသုံးပြုကြရအောင်ဒုတိယမှာကျွန်တော်တို့အဖြစ်တိုင်းအရှိကိုအရှိတိုင်းခရစ်တော်ရှိမှလာကြရအောင်အရှိကိုအရှိတိုင်းကျွန်တော်တို့ဝန်ခံကြရအောင်ဖခင်စကားကိုကျွန်တော်တို့စိတ်နှလုံးအကျွေးမဲ့နာခံရတနင်္ဂနွေမှာကျွန်တော်ဟောတယ်ဟာနာကသူဆုတောင်းတာပါစိတ်နှလုံးသွန်လောင်းပြီးမှဖခင်ရှိမှသူဆုတောင်းတာကျွန်တော်တို့ကြားတဲ့နှုတ်ကပတ်တော်ဖတ်တဲ့ကျမ်းစာတဲ့ဖခင်စကားလေးတွေကျွန်တော်တို့တခြင်းတည်ဆိုရင်လည်းကြားရတဲ့အရာလေးတွေကိုလက်တွေ့လှုပ်ဆောင်ကြရအောင်ထူကဲ့သူအသက်ရှင်ကျွန်တော်တို့ဟာပေတရုကဲ့သူတကောင်မှမရှိတော့ဘဝကနေအများရင်ငါတငါတဲ့သူကိုရဲ့တငယ်ချင်းတွေကိုခေါ်ရလောက်သူတို့ရဲ့ပိုက်ကွန်စုပ်ပြဆရှိတဲ့ကောင်းချီးပြန်ခံစားတဲ့ကဲ့သူဒီမှာရှိတော်ယုံကြည်သူများဒီကနေ့နှုတ်ပတ်တော်နားထောင်တော်သူများ online နဲ့နားထောင်တော်သူများကျွန်တော်တို့လက်တွေ့လုပ်ပေးမှပေတရုကဲ့သို့ပြန်ပေးကောင်းစားတော်သူများဖြစ်ဖြစ်ရောက်စေတိုင်းဖျားရှင်ကောင်းချီးပေးပါစေ worship team ရှေ့မှာလာရင်မှကျွန်တော်တို့ဒီရွေးချယ်ထားတဲ့စိတ်ထဲမှာပါတဲ့ဟာတွေတို့တီဆူရင်းနဲ့ကျွန်တော်တို့ဆက်အားလုံးမတတ်ထားရအောင်ခုနကျွန်တော်ပြောသွားတဲ့အရာတိုင်းယေရှုကြောင့်သာကျွန်တော်တို့ဖြစ်တာဖြစ်အဲ့ဒီယေရှုကြောင့်သာဖြစ်တဲ့အရာပေါ်မှာကျွန်တော်တို့အဲ့ဒီယေရှုကိုရှိတဲ့အရာလေးနဲ့ကျွန်တော်တို့ယေရှုစီမှာလာရအောင်ကျွန်တော်တို့အဖြစ်တိုင်းရှိတဲ့အတိုင်းလေးယေရှုစီမှာကျွန်တော်တို့လာရကျွန်တော်တို့ယေရှုကြောင့်အသက်ရှင်အဲ့ဒီယေရှုစီမှာကျွန်တော်တို့လာမဖြစ်နိုင်တဲ့ဘဝကနေပြန်ပေးမှဖြစ်နိုင်တဲ့အရာကိုဖန်ဆင်းတဲ့ပေတရုကူးကွယ်တဲ့ပေတရုငါးတကောင်မှမရတော့ငါလဲအများကြီးပြန်ရစေတဲ့ယေရှုဟာဒီနေ့ကျွန်တော်ကျမတို့အားလုံးကူးကွယ်တဲ့ဖခင်ဖြစ်တယ်
ကျွန်တော်တို့ကြားနာတဲ့နှုတ်ကပတ်တော်တိုင်းကျွန်တော်တို့ကြားနာရဲ့အရာတိုင်းကျွန်တော်တို့အဖြစ်တိုင်းရှိတဲ့အရာလေးကိုသခင်ယေရှုစီမှာအရှိတိုင်းဝန်ခံဖို့စိတ်နဲ့ခရစ်တော်စီမှာလာလို့အိုးကိုကျွန်တော်သိတာပဲအိုးကျွန်တော်တို့ကြားရတဲ့အရာကျွန်တော်တို့သိတဲ့အရာလက်တွေ့လှုပ်ဆောင်ပေးမှာအိုးဘုရားသခင်နာမမှာဖြစ်နိုင်တော့အရာဖြစ်နိုင်ကျွန်တော်ရဲ့တရားမှာကောင်းခြင်းကဘုရားရှင်ဟာလေလုယာအိုးကိုရောကြောင်းတာအိုးကိုရောကျွန်တော်တို့စတဲ့မှာတစ်ခါချက်အိုးကိုရောကျွန်တော်တို့ဖြစ်နိုင်လို့ရှင်ပါလားခင်ဝတ်တဲ့ရာရှိကိုတော့ရတယ်ကိုပြင်တယ်လို့တက်တာအိုးပြင်တယ်လို့အိုးငါတကောင်မရတော့ကိုရောရဲ့စကားကိုရှင်းနေရကိုရောကိုချက်ပေါင်းတယ်ရာဒီကနေ့ကျွန်တော်တို့ကိုရောကိုချီးမွမ်းတော့ပေးကမ်းစွန့်ကြဲလိုရတော့အထူးသဖြင့်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ဝင်ခံတယ်ကိုရောကျွန်တော်တို့အပေါ်မှာကောင်းကြီးဖြစ်စေပြီဖြစ်တာပါလို့ကိုချီးမွမ်းပါတယ်။အိုးဖျားရှင်ပေတရုရဲ့အသက်တာမှာငါးတကောင်မှမရတော့ဘဝကသူ့ရဲ့အသက်တာမှာမြောက်များစွာသောငါးပြန်လဲရရှိတဲ့အကြောင်းရင်းသူ့မှာရှိသောအရာလေးကိုရောအတွက်ပေးသောကြောင့်ဖြစ်ပါတယ်ဒီနေ့ရောက်ရှိလာတော့ယုံကြည်တော့ရောက်ရှိနေကျွန်တော်တို့ရှိတဲ့အရာလေးကိုရောအတွက်အသုံးပြုချင်တော်သူများကိုရောအတွက်ပေးတော်သူများဖြစ်ဖို့အရောက်စေတိုင်းကောက်ချီးပေးတော်ပါအာမင်အိုးကိုရောကျွန်တော်တို့အရှိကိုအရှိတိုင်းကိုရောရှိမှလာတော်သူများဘာမှထိန်ဝတ်ထားခြင်းမရှိပဲကိုရောရဲ့ရှိမှဝန်ခံတော်စိတ်နဲ့လာတော်သူများဖြစ်ဝိညာဉ်တော်အဖြစ်ကျွန်တော်ရောက်စေတိုင်းမှာစပါအိုးကိုရောရဲ့စကားတော်များကိုရောတုံတင်တော်အရာများနာခံပေးမှနောက်ဆုံးနာခံတဲ့တိုင်းလိုက်လျှောက်ပေးမှအိုးကိုရောရှင်ပေတရုကဲ့သို့တကယ်ကိုရောရဲ့အလူတော်တိုင်းလိုက်လျှောက်တတ်တော်သူများဖြစ်တော့သူတို့အဖြစ်ကျွန်တော်တို့တက်တာအိုးနောက်ဆုံးတော့ချိန်မကြာတော့ချိန်မှာအိုးကောင်းချီးများနဲ့ပေးဝတော့တက်တာအိုးကိုရောရဲ့ကောင်းချီးများကိုခံစားတော့တားသမီးပဲရောက်စီတိုင်းကောင်းချီးပေးတော့ပါဒီကနေ့ကိုရောရဲ့ကောင်းချီးပေးတော့ရောက်လမ်းပြဖို့ဆောင်တော့ရအားလုံးကျေးဇူးကိုရောရဲ့နာမတော်ကိုချီးမွမ်းကျွန်တော်တို့ဆေးဝေးကိုကျမ်းမာဝမ်းမြောက်စွာနဲ့ကျွန်တော်တို့ရုပ်သိမ်းကြပါဖပါရှင်အာမင်ဟာလေလုယာဟာလေလုယာရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေ